ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြွားရောက်လာပါပြီခင်ဗျာလွှတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါခင်ဗျာစိတ်ချမ်းသာကိုကြမှာရှိပါစေလို့ဆုမကောင်းတောင်းပါတယ်အားလုံးထိုင်နိုင်ပါပြီခင်ဗျာလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီကနေ့ကျင်းပတဲ့တတိယကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်စည်းဝေး7နေ့မှာလွှတ်တော်ခွင့်ရေးကော်မတီရဲ့တင်ပြချက်အရအစည်းအဝေးသို့တက်ရောက်ခွင့်ရှိတဲ့ပြည်သူ့ကိုယ်စားလှယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်352ဦးရှိတဲ့နဲ့အစည်းအဝေးကို349ဦးတက်ရောက်ပါတယ်အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူဥယေစုစုပေါင်းရဲ့99.43%ရှိတဲ့အတွက်အစည်းအဝေးအထားမြောက်ကြောင်းနဲ့စတင်ကျင်းပကြောင်းကြေညာပါတယ်အစီအစဉ်3ဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအစီအစဉ်များကိုကြိုတင်ဖြန့်ဝေထားတဲ့အတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်အစီအစဉ်4ဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအစည်းအဝေးမတက်ရောက်နိုင်တဲ့လွှတ်တော်ကိုယ်စားလှယ်များအတွက်ခွင့်ပန်ကြားရန်ဖြစ်ပါတယ်လေးစားအပ်ပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရှင်ယနေ့17ရက်6လ2026ရက်နေ့တတိယကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး7နေ့သို့မတက်ရောက်နိုင်ပါသဖြင့်ခွင့်ပန်ကြားသူလွှတ်တော်ကိုယ်စားလှယ်များ၏ကိုစားလွှတ်တော်ခွင့်ရေးကော်မတီဝင်အဖွဲ့ဝင်ကျမဒေါ်စိုးစိုး၏ဖြာပုံမဲဆန္ဒကခွင့်ပန်ကြားသွားမှာဖြစ်ပါတယ်ပြည်သူ့လွှတ်တော်မှာယနေ့တက်ရောက်ခွင့်ရှိသောကိုယ်စားလှယ်352ဦးရှိပြီးတက်ရောက်သူကိုယ်စားလှယ်349ဦးရှိကယနေ့ခွင့်ပန်ကြားသူ2ဦးနှင့်ယနေ့ခွင့်ပန်ကြားသူ2ဦးရှိပါတယ်ယနေ့ခွင့်ပန်ကြားသူကတော့ဗိုလ်မှူးချုပ်ဝင်းမြိုင်တပ်မတော်သားကိုယ်စားလှယ်2ရက်ဖြစ်ပါတယ်ခွင့်မဲ့ပြက်ကွက်သူမရှိပါကြောင်းနှင့်အဆိုပါကိုယ်စားလှယ်များ၏ခွင့်ပန်ကြားမှုအားခွင့်အပြည့်ခွင့်ပြုပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်ခွင့်ပန်ကြားသူများကိုခွင့်ပြုပါတယ်
အစီအစဉ်၅ဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီကနေ့အစည်းအဝေးမှာတက်ရောက်ခွင့်ရှိတဲ့လွှတ်တော်ကိုယ်စားလှယ်352ဦးရခင်ကခွင့်ပန်ကြား၍ခွင့်ပြုထားသူ2ဦးကနေ့ခွင့်ပန်ကြား၍ခွင့်ပြုထားသူ2ဦးဖြစ်၍လွှတ်တော်ကခွင့်ပြုထားသူစုစုပေါင်း2ဦးဖြစ်ပါတယ်ခွင့်မဲ့ပြက်ကွက်သူမရှိပါယခုလွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေးတက်ရောက်မှုအခြေအနေကိုလွှတ်တော်ရဲ့အတည်ပြုချက်ရယူပါမယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေးတက်ရောက်မှုအခြေအနေတင်ပြချက်ကိုအတည်ပြုမှတ်တမ်းတင်ရန်လွှတ်တော်ကသဘောတူပါသလားခင်ဗျာသဘောတူပါသလားခင်ဗျာသဘောတူပါသလားခင်ဗျာလွှတ်တော်ကသဘောတူတဲ့အတွက်ကိုယ်စားလှယ်များအစည်းအဝေးတက်ရောက်မှုအခြေအနေကိုအတည်ပြုမှတ်တမ်းတင်ကြောင်းကြေညာပါတယ်အစီအစဉ်6ဖြစ်ပါတယ်မိခွန်းများမေးမြန်းဖြေကြားခြင်းအစီအစဉ်စတင်ဆောင်ရွက်ပါမယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာမိခွန်းများကိုရှင်းရှင်းလင်းလင်းဖြစ်စေဖို့မေးမြန်းခြင်းကိုအနည်းငယ်ကျွန်တော်တို့တိုးပေးထားပါတယ်သို့တော်လည်းပဲအချိန်မလိုတော့မှသာအသုံးပြုဖို့ဖြစ်ပါတယ်မိခွန်းများကိုလာဖို့ဖြေဆိုကြတဲ့ပြည်ထောင်စုဆင့်အဖွဲ့အစည်းဝင်များအနေနဲ့လည်းမေးမြန်းချက်အပေါ်တိုက်ရိုက်ထိရောက်စေမယ့်အဖြစ်မျိုးကိုစူးစမ်းဖြေကြားပေးဖို့ဖြစ်ပါတယ်ပထမဦးစွာတာချီလိတ်မဲဆန္ဒနယ်မှဦးကျော်ငိမ့်အောင်မေးမြန်းမှုဖြစ်ပါတယ်လေးစားပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွာအစည်းအဝေးတို့ကြွရောက်လာကြတဲ့ပြည်ထောင်စုဝန်ကြီးများနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဥစွာပထမဆုမွန်ကောင်းတောင်းလိုက်ပါတယ်ကျွန်တော်ကတော့ရှမ်းပြည်နယ်ရှေ့ပိုင်းတာချီလိတ်မြို့နယ်မဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ငိမ့်အောင်ပဲဖြစ်ပါတယ်ကျွန်တော်တို့တာချီလိတ်မြို့အတွက်မဖြစ်မနေထိထိရောက်ရောက်ကင်တွယ်ဖြည့်ရှင်းဆောင်ရွက်ရမယ့်ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့မေးခွန်းမေးမြန်းသွားမှာဖြစ်ပါတယ်လေးစားအပ်ပါတော့ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်တို့တာချီလိတ်မှာနှစ်စဉ်မိုးရာသီကာလများနဲ့အခါလွန်မိုးများရွာသွန်းတဲ့အခါတဘွားရေကြီးရေရှမ်းမှုအနေကိုနှစ်စဉ်ကြုံတွေ့ခံစားနေကြရပါတယ်ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလကုန်ပိုင်းလောက်မှစပြီးအခြေအနေတွေဟာပုံမူဆိုးရွားလာခဲ့ပါတယ်တာချီလိတ်မြို့ဒီတောင်ချီတွင်တည်ရှိတဲ့မြို့တစ်မြို့ဖြစ်တဲ့အပြင်မိုးရာသီကာလနဲ့အခါလွန်မိုးများရွာသွန်းတဲ့အခါမြို့ရဲ့ပတ်ဝန်းကျင်မှာတည်ရှိနေတဲ့ရှမ်းရိုးမတောင်တန်းကြီးများကနေစီးဆင်းလာတဲ့မိုးရေများကြောင့်တော်၎င်းတာချီလိတ်မြို့ရေချောင်းအပေါ်ဘက်တွေမှာလောဘသားကောင်တွေရဲ့တရားမဝင်စီးမဲ့ကမ်းမဲ့ရွှေတပ်ထုကိုခိုး၍တူးဖော်လောက်ကင်ခဲ့မှုများကြောင့်တော်၎င်းတဲနှုတ်မြေစာများဟာမိုးရေချောင်းရေစည်းချောင်းများနဲ့တူတာချီလိတ်မြို့နယ်ထဲသို့ရောက်ရှိလာကြပြီးရေချောင်းများတိမ်ကောလာမှုရေချောင်းအောက်ခံမြေသားများမှာတစမြင့်တက်လာမှုနှုံးတင်မြေများပေါ်တွင်တဘွားပေါက်ပင်များပေါက်ရောက်သဖြင့်မြို့ရည်စည်းရေလာကောင်းမွန်စေတို့မှာအသားစီးများဖြစ်ပေါ်ခဲ့ရပါတယ်။ရခိုင်ကပြုလုပ်ထားတဲ့မြောင်းစနစ်တွေမှာလည်းလိုအပ်ချက်များရှိနေသေးတဲ့အပြင်စီးမဲ့ကမ်းမဲ့ပြည်သူများရဲ့အမိုက်များစွတ်ပစ်မှုမြို့ပေါ်ရက်ကွက်များမှာမိုးရေများယိုစိတ်နိုင်ရန်အတွက်လုံလောက်တဲ့မြေသားမြေလက်နေရာများနေပါလာမှုစတဲ့အကြောင်းရင်းတွေဟာကျွန်တော်တို့တာချီလိတ်မြို့ရဲ့ရေကြီးရေရှမ်းမှုကိုအဓိကဖြစ်ပေါ်စေခဲ့တဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။အခုအခါမှာတော့တာချီလိတ်ခရိုင်မြို့နယ်အဆင့်တက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များမှကျွန်တော်တို့တာချီလိတ်မြို့နယ်မိဘပြည်သူများနဲ့အတူတကွလက်တွဲပူးပေါင်းပြီးတာချီလိတ်မြို့ရေကြီးရေရှမ်းကိစ္စကိုစွမ်းတမန်ဖြည့်ရှင်းဆောင်ရွက်နေကြတာတွေကိုမြင်တွေ့ရတဲ့အတွက်လည်းကျွန်တော်အနေနဲ့တာချီလိတ်မြို့နယ်မိဘပြည်သူများကူစားကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့တာချီလိတ်ခရိုင်မြို့နယ်အဆင့်တက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့လည်းဆက်လက်ပြီးတော့ရည်စည်းရလာဒီထက်ပုံမကောင်းမွန်စေရေးတို့ကိုအစဉ်တစိုက်ရှေ့ရှုပြီးစီမံကြက်မဲ့ဆောင်ရွက်ပေးကြဖို့ကိုလည်းကျွန်တော်အနေနဲ့တိုက်တွန်းပြောကြားလိုပါတယ်တို့ဖြစ်ပါ၍ကျွန်တော်အနေနဲ့မေးမြန်းလိုတာကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့တဘာဝဘေး
ရေကြီးရေရှမ်းမှုအန္တရာယ်ကြိုတင်ကာကွယ်တားဆီးနိုင်လုပ်ငန်းဆောင်တာများဆောင်ရွက်နေမှုအခြေအနေနဲ့လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကိုအကျယ်တဝင့်သိရှိလိုပါတော့ကြောင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်လေးစားစွာဖြင့်မေးခွန်းမေးမြန်းအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဌာနကဖြေကြားရန်ဖြစ်ပါတယ်လေးစားအပ်ပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွလွှတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါခင်ဗျာရှမ်းပြည်နယ်ရှေ့ပိုင်းတချီလိတ်မြို့နယ်မဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ငိမ့်အောင်ဤကျယ်ပွင့်ပြမေခွန်းနှင့်ဆက်လက်၍ပြည်ထောင်စုဝန်ကြီးဌာနလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်내နေရာချထားရေးဝန်ကြီးဌာနနဲ့ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ဖြေကြားချက်များကိုပေါင်းစပ်ပြီးကျွန်တော်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်내နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတန့်စော်လွင်ကရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။တာချီလိတ်မြို့နယ်အတွင်းရေရှိရရှမ်းမှုအနေနဲ့ကြိုတင်ကာကွယ်တားဆီးနိုင်ရေးဆောင်ရွက်ထားရှိမှုများအနေနဲ့မြန်မာထိုင်းနှစ်နိုင်ငံသဘောတူညီချက်များနဲ့မဲဆိုင်မဲဟောက်ချောင်းအားတတ်မှတ်အပိုင်းလိုက်တူဖော်ခြင်းရေကာနေရန်များတာပေါင်များတည်ဆောက်ခြင်းရေထိန်တကားများတည်ဆောက်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိရမှာလက်ရှိမှာမဲဆိုင်ချောင်းတူဖော်ခြင်းကိုမြန်မာဘက်မှ 8.53 မိုင်ထိုင်းဘက်မှ 23.53 ညမိုင်စုစုပေါင်း 32.33 မိုင်ကိုဆောင်ရွက်ပြီးဖြစ်ခါမြန်မာဘက်မှကမ်းထိန်ကွန်ကရစ်နံရံတည်ဆောက်ခြင်း3590ပေကိုဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။စမ်ဆိုင်ချောင်းနှင့်နန်ယွန်းချောင်းရေထိန်တကားတို့ကို2015-2016ဘန်နာရေးနှစ်မှာ၎င်းနိုင်မြောင်းရေထိန်တကားကို2022-2023ဘန်နာရေးနှစ်မှာ၎င်းဆောင်ရွက်ခဲ့ပြီးရေထိန်တကားအဆောက်အဦများမှာအရေးပေါ်အသုံးပြုနိုင်မဲ့ရေစုပ်ဆက်နှင့်အင်ဂျင်များတက်ဆင်ခဲ့ပါတယ်။တာချီလိတ်မြို့ရေကြီးရေရှမ်းမှုရောနေသက်သာစေရန်အတွက်2022-2023ဘန်နာရေးနှစ်မှာပညာရှင်ငှားရမ်းပြီးရေပြင်ကွင်းစင်းတိုင်းတာ၍ရေကာနယ်ရံများတည်ဆောက်ရန်ရေထုတ်ရေတကားများရေစုပ်ဆက်ကြီးများတက်ဆင်ရန်ရေစုရေထိန်ကန်3ခုတည်ဆောက်ရန်ရက်ွက်တွင်းရှိလမ်းဖြတ်တရားများလမ်းဘေးဝဲရာရေနှုတ်မြောင်းစနစ်များအားဆောင်ရွက်ရန်အစီအမံများရေးဆွဲခဲ့ပါတယ်။အစီအမံများရေးဆွဲခဲ့ပြီးနောက်ဗန်နာရေးနှစ်အလိုက်သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ရန်ပုံငွေများလုပ်ငန်းရှင်များပြည်သူများရဲ့ပူးပေါင်းပါဝင်မှုများနဲ့2024-2025ဘန်နာရေးနှစ်တွင်ပုံးထွန်ရက်ကွက်နှင့်တာလော့ရက်ကွက်မဲဆိုင်ချောင်းဘေးတွင်တန်ကူကွန်ကရစ်ကြောက်စီမြေထိန်နယ်ရန်410ပေတည်ဆောက်ခြင်း2025-2026ဘန်နာရေးနှစ်တွင်ပုံးထွန်ရက်ကွက်မဲဆိုင်ချောင်းဘေးတွင်သဲအိတ်ကြီးများကာရန်ခြင်း950ပေနှင့်ရေထိန်နယ်ရန်မြင့်တင်ခြင်းမဲခေါင်ချောင်းတရားနှင့်အနီးတွင်ရေထိန်တကားပြုလုပ်ခြင်းမဲခေါင်ရက်ကွက်မဲခေါင်ချောင်းဘေးတွင်ရေထိန်နယ်ရန်315ပေမဲခေါင်ရက်ကွက်နှင့်စမ်ဆိုင်ခခွေးရက်ကွက်တွင်ရေထိန်နယ်ရန်56ပေပြုလုပ်ခြင်းပုံးထွန်ရက်ကွက်ရှိမဲဆိုင်ချောင်းအတွင်းသို့စီးဝင်သောရေမြောင်းများ၏ထိပ်ဝါ၌ရေထိန်တကား4ခုတက်ဆင်ခြင်းပုံးထွန်ရက်ကွက်မဲခေါင်ရက်ကွက်နှင့်စေခမ်းရက်ကွက်တို့တွင်ရေစီးရေလာကောင်းမွန်စေရန်အတွက်မြို့တွင်လမ်းဖြတ်တရား9ဆင်းပြုလုပ်ခြင်းရေမြောင်းပြုလုပ်ခြင်း1210ပေနိုင်ချောင်းနိုင်ယွန်းချောင်းစမ်ဆိုင်စနစ်လမ်းချောင်းနှင့်မဲခေါင်ချောင်းများတွင်နှုံးအမိုက်ဆယ်ယူခြင်းလုပ်ငန်းများပုံးထွန်ရက်ကွက်၌ရေတားနယ်ရန်989ပေတာလော့ရက်ကွက်၌ရေတားနယ်ရန်258ပေနှင့်အုတ်နယ်ရန်ပြုပြင်ခြင်း142ပေမဲခေါင်ရက်ကွက်၌ရေတားနယ်ရန်480ပေပြုလုပ်ခြင်းမဲဆိုင်ချောင်းအလျား17.384ကီလိုမီတာတောင်တူးဖော်ခြင်းလုပ်ငန်းမဲဆိုင်ချောင်းကမ်းပြူကာကွယ်ရေးကြောက်ကြီးဖြည့်မြေထိန်နယ်ရန်တိဆောက်ခြင်းအလျား615ပေမဲဟောက်ချောင်းကမ်းပြူတကားကာကွယ်ရေးကြောက်ကြီးဖြည့်မြေထိန်နယ်ရန်တိဆောက်ခြင်းအလျား105ပေမဲဆိုင်ချောင်းရေထိန်ကာရန်1420ပေတို့ကိုဆောင်ရွက်ခဲ့ပါတယ်။ဆောင်ရွက်ဆဲလုပ်ငန်းများအနေနဲ့2026-2029ဘန်နာရေးနှစ်မှာပုံးထွန်ရက်ကွက်ရန်အောင်မြေရက်ကွက်မဲခေါင်ရက်ကွက်နှင့်မကာဟိုခန်းရက်ကွက်တို့မှာလမ်းဖြတ်တရား14စင်းနှင့်အုပ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း5ခု2136ပေကိုယာထားဆောင်ရွက်လျက်ရှိရာလမ်းဖြတ်တရား8စင်းမှာ100ရာခိုင်နှုန်း3စင်းမှာ90ရာခိုင်နှုန်း3စင်းမှာ30ရာခိုင်နှုန်းပြည်စည်းပြီးဖြစ်ပါတယ်။အုပ်စီရေမြောင်း4ခုမှာ90ရာခိုင်နှုန်းပြည်စည်းပြီးကြံတစ်ခုမှာရေရှိနေသေးသဖြင့်မဆောင်ရွက်နိုင်သေးကြောင်းရေမရှိတော့ပါကဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်ဆောင်ရွက်မဲ့လုပ်ငန်းများအနေနဲ့
မဲဆိုင်ချောင်းတစ်လျှောက်ကြောက်ရိုးအမြင့်မြင့်တင်ရန်နှင့်ကြောက်ရိုးများကိုအားဖြည့်တည်ဆောက်ရမယ့်နေရာ6နေရာရေလျံတားနေရန်အသည့်တည်ဆောက်ရန်လိုအပ်တဲ့နေရာ8နေရာတို့မှာတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရထားပြီးရေလျံတားနေရန်တည်ဆောက်ခြင်းလုပ်ငန်းများကိုမိုးရာသီအလွန်2026ခုနှစ်အောက်တိုဘာလကမှစတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။မဲဆိုင်ချောင်းတစ်လျှောက်ဆောင်ရွက်ရန်ကြန့်ရှိနေသောရေကာနေရန်2450ပေနှင့်ရေစုရေထိန်ကန်3နေရာတို့ကိုလည်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။မြို့တွင်းရေနှုတ်မြောင်းများနှင့်ချောင်းများအတွင်းသို့စီးကမ်းမဲ့အမိုက်ဆွပြစ်မှုမရှိစေရေးအသိပညာပေးဟောပြောခြင်းစီယုံဆောင်ရွက်ခြင်းလက်ကမ်းစာဆောင်ဖြန့်ဝေခြင်းအမိန့်ကြေညာစာများထုတ်ပြန်ခြင်းများအားပညာပေးကာလတတ်မဲ့၍ဆောင်ရွက်သွားမည်ဖြစ်ပြီးပညာပေးကာလပြီးဆုံးချိန်တွင်လိုက်နာဆောင်ရွက်မှုမရှိပါကအရေးယူခြင်းများဆောင်ရွက်သွားပါမယ်။ချောင်းရည်တက်ချိန်တွင်တက်ဆင်ထားသောရေထိန်တကားများအားအချိန်နှင့်တပြေးညီအဖွင့်အပိတ်ပြုလုပ်နိုင်ရေးအတွက်ဆယ်မြောင်းစီပင်ရက်ကွက်အုပ်ချုပ်ရေးမှုနယ်မြေမှုများပေါင်းဆက်၍စီမံများရေးဆွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရေကြီးရေရှမ်းမှုကာကွယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လက်ရှိတဲ့ကဲ့သို့ရေကြီးရေရှမ်းမှုများဖြစ်ပွားလာပါကဘေးသင့်သူများလက်တလောစားဝတ်နေရေးပြည်လည်စေရန်အတွက်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝန်ကြီးဌာနဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကဘေးသင့်သူများအတွက်စိုက်ရေးကာဖို့အိမ်သုံးပစ္စည်းဖို့နှင့်လူသုံးကုန်ပစ္စည်းများကိုသတ်မှတ်နှုန်းထားများအတိုင်းထောက်ပံ့မှုများဆောင်ရွက်လျက်ရှိပါသည်။ဒါချီလေးမြို့နယ်တွင်2024ခုနှစ်စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သောမဲဆိုင်ချောင်းရေကြီးမှုကြောင့်ရေလွှမ်းပျက်စီးခဲ့သည့်နေအိမ်များဘာသာရေးကျောင်းများဘေးသင့်သူများသေဆုံးဒဏ်ရာရရှိသူများအတွက်စိုက်ရေးကာဖို့အိမ်ဆောက်ပစ္စည်းဖို့သေဆုံးဒဏ်ရာရထောက်ပံ့မှုအပါအဝင်စုစုပေါင်းကျပ်41.95ခွန်တန်းအားထောက်ပံ့ခဲ့ပါသည်။ဒါအပြင်ဘေးအန္တရာယ်များကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြင်းလျော့နည်းစေရေးအတွက်ပြည်သူလူထုပါဝင်သောဇက်တိုက်လေ့ကျင့်မှုများသင်တန်းများအသိပညာပေးဟောပြောမှုများအသိပညာပေးလိုက်လံနှိုးဆော်မှုများတောက်ရှိုးများစသည်ဖြင့်သဘာဝဘေးအသိပညာပေးလုပ်ငန်းများကိုတိုင်းဒေသပြည်နယ်အသီးသီးမှာဆောင်ရွက်လျက်ရှိပါတယ်။သဘာဝဘေးအရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက်လည်းနှစ်စဉ်ရေကြီးရေရှမ်းမှုဖြစ်ပွားလေရှိတဲ့ဒေသများမှာဖိုင်ဘာဆက်လီများအသက်ကယ်ဘောခွဲများနှင့်အသက်ကယ်အင်ဂျီများကိုထုတ်ပေးထားရှိပါတယ်။ဗဟိုတိုလောင်ယုံရန်ကုန်မြို့နှင့်မန္တလေးမြို့များမှာအဆိုပါပစ္စည်းများအားအသင့်ထားရှိပြီးလိုအပ်သလိုအများဆုံးဖြန့်ခွဲထောက်ပံ့ပေးနိုင်ရေးကိုလည်းစီမံဆောင်ရွက်ထားပါတယ်။ဒါချီလိမ့်မဲဆန္ဒနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ငိမ့်အောင်၏ကျယ်ပွင့်ပြမေခွန်းနှင့်ဆက်လင်း၍ဒါချီလိမ့်မြို့နယ်ရေကြီးရေရှမ်းမှုအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်မှုများကြိုတင်ကာကွယ်မှုများအသိပညာပေးဆောင်ရွက်မှုများနှင့်ထောက်ပံ့ကူညီမှုများအတွက်စီမံဆောင်ရွက်ထားပါကြောင်းနှင့်သက်ဆိုင်ရာဌာနအဖွဲ့အစည်းများပြည်သူများအားလုံးဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်လေးစားအပ်ပါတော့ဥက္ကဋ္ဌကြီးများတစ်ဆက်တည်းမိကုန်းမေးမြန်းခွင့်ပြုနိုင်ပါရဲ့လေးစားစွာဖြင့်တင်ပြအပ်ပါတယ်ခုလိုပြည့်စုံလာရောက်ဖြေကြားပေးတဲ့ပြည်ထောင်စုဒုတိယဝန်ကြီးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်တဘာဝအဖြစ်ဖြစ်တဲ့မှုန်တိုင်းရှိတဲ့ကာလတွေမှာမိုးရဲ့ရှည်ရွာသွန်းတဲ့ကာလတွေမှာကျွန်တော်တို့တာချီလိတ်မြို့ရေကြီးရေရှမ်းမှုနဲ့ပတ်သက်ပြီးရေစည်းရေလာကောင်းမွန်ဖို့တွေမှာအစီမပြေနေသေးတဲ့အခြေအနေရှိနေတာတွေကိုပြည်သူများရဲ့လိုလားတင်ပြချက်ရသိရှိရပါတယ်။တို့ဖြစ်ပါ၍တစ်ဆက်တည်းမေးခွန်းမေးမြန်းလိုတာကတော့တဘာဝအဖြစ်ဖြစ်တဲ့မှုန်တိုင်းရဲ့ရှည်မိုးရွာသွန်းတဲ့ကာလတွေနဲ့မိုးရဲ့ရှည်ရွာသွန်းတဲ့ကာလတွေမှာတာချီလိတ်မြို့ရေကြီးရေရှမ်းမှုကြိုတင်ကာကွယ်တားဆီးနိုင်ရေးနဲ့ပတ်သက်ပြီးမိတို့စီမံဆောင်ရွက်ထားရှိပါကြောင်းကိုသိရှိလိုပါ၍ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆက်တည်းမေးခွန်းကိုမေးမြန်းအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လူဘဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှဖြည့်ကြားရှိကဖြည့်ကြားပေးဖို့ဖြစ်ပါတယ်တပ်ပြည်နယ်ရှေ့ပိုင်းတာချီလိတ်မြို့နယ်မဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ငိမ့်အောင်၏ဆက်မေခွန်းနှင့်ဆက်လင်း၍ဖြေကြားမှာဖြစ်ပါတယ်ဘေးရန်နယ်စီမံခန့်ခွဲမှုဆိုသည်မှာတဦးတယောက်တည်းအဖွဲ့အစည်းတစ်ခုတည်းဆောင်ရွက်နိုင်တဲ့လုပ်ငန်းရဲ့မဟုတ်တဲ့အတွက်သက်ဆိုင်ရာကဏ္ဍနယ်ပယ်လိုက်အဖွဲ့အစည်းများနဲ့ရရွာပြည်သူများပူးပေါင်းပါဝင်လိုက်ပါဆောင်ရတဲ့လုပ်ငန်းတည်းရဖြစ်ပါတယ်။သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းတွေဖြစ်တဲ့ကြိုတင်ကာကွယ်ခြင်းကြိုတင်ပြင်ဆင်ခြင်းရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းပြန်လည်ထူထောင်ခြင်းပြန်လည်တည်ဆောက်ခြင်းစတဲ့လုပ်ငန်းတွေလှုပ်ဆောင်တဲ့အခါမှာပုံမှန်အခြေအနေမှာသက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့သက်ဆိုင်တဲ့လုပ်ငန်းတာဝန်များနဲ့အညီဆောင်ရွက်ပြီးတော့
နေပြည်တော်ကောင်စီနဲ့တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များအနေနဲ့ဒေသရဲ့လိုအပ်ချက်တွေကိုအနီးကပ်စီမံဆောင်ရွက်ရပါတယ်။မိုးရက်ရှည်ရောက်တဲ့အခါမုန်တိုင်းရှိတဲ့အခါစတဲ့အရေးပေါ်အခြေအနေမျိုးမှာဆိုရင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက်မြို့နယ်အလိုက်ကြိုတင်စုဖွဲ့ခြင်းရှောင်းတိန်ရနေရာများသတ်မှတ်ပြင်ဆင်ခြင်းပြည်သူကိုအသိပေးနှိုးဆော်ခြင်းရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကြိုတင်တွက်ချက်စုစည်းခြင်းတည်ယူပို့ဆောင်ရေးကိစ္စရပ်များညှိနှိုင်းစီစဉ်ခြင်းစသည်ဖြင့်အရေးပေါ်တုံ့ပြန်ရေးအတွက်လိုအပ်တာများကိုအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့လမ်းညွှန်ကြီးကြပ်မှုနဲ့သက်ဆိုင်ရာဝန်ကြီးဌာနများတိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များအားလုံးအချိန်နဲ့တပြေးညီညှိနှိုင်းပေါင်းဆက်ဆောင်ရွက်ပါတယ်။တာချီလိတ်မြို့မှာရေဘေးလေပြင်းဘေးမြေပြိုဘေးနဲ့မြူကိုမြူငွေကြောင့်လေထုညဉ့်ညမ်းခြင်းစတဲ့ဘေးအန္တရာယ်များဖြစ်ပွားနိုင်ပြီးအများဆုံးအနေဖြင့်ရေဘေးမှာနှစ်စဉ်ဖြစ်ပွားလျက်ရှိပါတယ်။ရေဘေးဖြစ်ပွားလာချိန်မှာဘေးအန္တရာယ်ဖြစ်ပွားခြင်းအကြောင်းရင်းကိုသက်ဆိုင်ရာကဏ္ဍအလိုက်လေ့လာပြီးရရှိတဲ့အကြောင်းချင်းရာများပေါ်မူတည်ပြီးစီမံခန့်ခွဲရတဲ့ကိစ္စရပ်ဖြစ်ပါတယ်။လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဌာနဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ဘေးအန္တရာယ်ဖြစ်ပွားလာပါကထိခိုက်မှုလျော့နည်းစေရန်ပြည်သူလူထုအသက်အိုးအိမ်စီစဉ်ရောဆုံးရှုံးမှုလျော့နည်းစေရန်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးများဆောင်ရွက်ပြီးဘေးအန္တရာယ်ဖြစ်ပွားလာပါကလက်တလောစားဝတ်နေရေးထောက်ပံ့မှုကိစ္စရပ်များဆောင်ရွက်ထားရှိပါတယ်။လက်ရှိအနေနဲ့တာချီလိတ်မြို့တွင်ရုံးအဆောက်အဦဆောက်လုပ်ရန်2026ခုနှစ်မှာစီမံဆောင်ရွက်လျက်ရှိပြီးရုံးနှင့်တိုးလောင်ရုံဆောက်လုပ်ပြီးစီးပါကကယ်ဆယ်ရေးပစ္စည်းများတိုးလောင်သွားမှာဖြစ်ပါတယ်။တာချီလိတ်မြို့နယ်အတွင်းရေလွှမ်းမှုကြောင့်နီးစပ်ရာဘာသာရေးကျောင်းရေဘေးစခန်းများနှင့်ပြောင်းရွှေ့သည့်ဘေးသင့်ပြည်သူများရက်ရှည်နေထိုင်ခြင်းများရှိပါကလက်တလောစားဝတ်နေရေးပြည်လည်စေရန်အတွက်စိုက်ရိတ်ခါဖို့ရတပတ်တစ်ပတ်စာနှစ်ပတ်စာတစ်လစာအစရှိသဖြင့်ထောက်ပံ့ခြင်းလိုအပ်ချက်ပေါ်မူတည်၍အခြေခံစားသောက်ကုန်များဖြစ်တဲ့စီစားပဲငပိစသည့်ထောက်ပံ့မှုများဆောင်ရွက်ရန်စီမံထားရှိပါတယ်။နေအိမ်ပျက်စီးမှုများရှိပါကနေအိမ်အလိုက်သတ်မှတ်ထောက်ပံ့ခြင်းအိမ်တော်စုအလိုက်တကိုယ်ရည်သုံးပစ္စည်း hygiene kit kitchen set များကိုထောက်ပံ့နိုင်ရေးစီမံဆောင်ရွက်ထားရှိပါတယ်။လွှတ်တော်ကိုယ်စားလှယ်၏မေးမြန်းထားသည့်ဘိုးရက်ရှည်ရသောတဲ့အခါရေဘေးစခန်းများတွင်ရက်ရှည်နေထိုင်ခြင်းများရှိပါကရေဝတ် area များမှာရေအများဆုံးကျဆင်းရေးကျန်းမာရေးဆိုင်ရာလုံခြုံရေးဆိုင်ရာအစရှိသည့်လိုအပ်သည့်ကဏ္ဍအသီးသီးအတွက်ပြည်내သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၏ကြီးကြပ်မှုဖြင့်သက်ဆိုင်ရာခရိုင်မြို့နယ်အဖွဲ့အစည်းအဆင့်ဆင့်ကရေးဆွဲထားသည့်စီမံချက်ပါအတိုင်းကဏ္ဍအလိုက်ဆောင်ရွက်လျက်ရှိပါကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာမိကွန်များရှင်းလင်းဖြေကြားပြီးတဲ့ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်ပြန်လည်ထွက်ခွာနိုင်ပါပြီခင်ဗျာကျိုက်လမဲဆန္ဒနယ်မှဒေါက်တာအောင်ကြီးမေးမြန်းမှုဖြစ်ပါတယ်ဒီစားအပ်သောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွအထူးဖိတ်ကြားထားသူများပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်သကာတော်ပြုပါတယ်ကျွန်တော်ကတော့ကျွလန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်ကြီးဖြစ်ပါတယ်ကျွန်တော်တို့အားလုံးရောက်ရှိပြီးပြည်သူ့လွှတ်တော်အစည်းအဝေးတက်ရောက်နေတဲ့နေပြည်တော်ကောင်စီနယ်မြေဟာပြည်ထောင်စုလွှတ်တော်ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နိုင်ငံတော်သမ္မတရုံးအပါအဝင်ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများရုံးဆိုင်ရာနယ်မြေဖြစ်ပါတယ်ဒီအတွက်ကြောင့်နိုင်ငံတော်သမ္မတမှစပြီးဝန်ထမ်းအဖွဲ့အစည်းများမှဝန်ထမ်းများပြည်သူများစုပေါင်းနေထိုင်ကြတဲ့မြို့ကြီးပဲဖြစ်ပါတယ်2010ခုနှစ်မတိုင်ခင်ကကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့မြို့တော်ဟာရန်ကုန်မြို့ဖြစ်ခဲ့တော်လည်းပဲရေမြေရာသီဥတုကောင်းမွန်ခြင်းနိုင်ငံတော်အတွင်းတော်လှန်မှုအချက်ချာကြခြင်းရေမြေတောတောင်လုံးချက်များပြည့်စုံခြင်းနဲ့နိုင်ငံတော်ရဲ့ဘူအချက်ချာကြခြင်းတို့ကြောင့်ပြီးခဲ့သည့်အစိုးရများလက်ထက်နိုင်ငံတော်အကြီးအကဲများကနေပြီးတော့နေပြည်တော်ကောင်စီနယ်မြေကိုနိုင်ငံတော်ရဲ့မြို့တော်အဖြစ်ကြီးရွေးတည်ဆောက်ခဲ့ပြီးလွှတ်တော်အဆောက်အဦကြီးများပြည်ထောင်စုအဆင့်ဝန်ကြီးချုပ်များလမ်းမကြီးကြီးများရောင်စုံပန်းများနဲ့လက်ပတ်ခံကြတဲ့ဝိုင်းကြီးများဖြင့်မြို့တော်အင်္ဂါရန်နဲ့ညီညွတ်အောင်တည်ဆောက်ခဲ့ပါတယ်လက်ရှိနိုင်ငံတော်အစိုးရလက်ထက်မှာလည်းအနာဂတ်ခေါင်းဆောင်များမွေးထုတ်ရာ State Academy ပါဝင် Polytechnic University တို့ကိုလည်းလက်ပတ်ခံကြစွာတည်ဆောက်ဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်
နေပြည်တော်ကောင်စီနယ်မြေဟာကျေပြန့်ခံရတော့လည်းပဲတနေရာနဲ့မှတနေရာသို့တွာလာရန်အများပြည်သူသုံးဘတ်စကားရင်မရှိမှုနဲ့တင်းတင်းလျောက်ပတ်တဲ့နှုံသားနဲ့ငါရန်တွာလာနိုင်တဲ့တိကျအငှားရင် private taxi များထားရှိပေးရန်လိုအပ်လျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပါတယ်။သို့ဖြစ်ပါ၍ပြည်သူများတော်လာရေးလွယ်ကူစေရန်နှင့်မြို့တော်အင်္ဂါရန်နှင့်ညီညွတ်စေရန်အတွက်မီတာဖြင့်သုံးဆွဲရသည့်အငှားရင် taxi များပြေးဆွဲပေးရန်အစီအစဉ်ရှိမရှိနဲ့အများပြည်သူသုံးဘတ်စကားရင်များပြေးဆွဲပေးနိုင်ပါရန်အကြံပြုတင်ပြအပ်ပါတယ်။ကျေးဇူးတင်ပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာနကဖြေကြားဖို့ဖြစ်ပါတယ် လေးစားပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွာလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအားလုံးပြည်သူ့ဝန်ကြီးဒုတိယဝန်ကြီးပြည်သူ့အဆင့်ဖွဲ့စည်းမှုများနဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပေါင်းပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်ကြီးရဲ့ကျေပွင့်ပြမေးခွန်းအပေါ်မှာနေပြည်တော်ကောင်စီနဲ့ပေါင်းစပ်၍ကျွန်တော်ပို့ဆောင်ရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးဦးအောင်မြင်ကပြန်လည်ဖြေကြားမှာဖြစ်ပါတယ်ရောသူနေမြေကိုနေပြည်တော်ကိုနိုင်ငံတော်ရဲ့ Green City Green City Smart City ဖြစ်စေခြင်းနဲ့ဒေသဖွံ့ဖြိုးတိုးတက်စေဆောင်ရွက်လျက်ရှိရာအများပြည်သူတည်ပို့ဆောင်ရေးစနစ် Public Transportation ဖွံ့ဖြိုးတိုးတက်စေအတွက်ကိုအစဉ်တစိုက်ကြိုးပမ်းလျက်ရှိပြီးနေပြည်တော်ကောင်စီနဲ့သက်ဆိုင်ရာဌာနများမှလည်းမြို့ရင်းတက်စီပြည်သည့်လုပ်ငန်းဆောင်မှုများကိုပူးပေါင်းခွင့်ပြုပေးလျက်ရှိပါတယ်နေပြည်တော်မြို့တွင်စင်လုံးကားတက်စီနေနဲ့နေပြည်တော်စီပင်အိဒါနှစ်ရှိမှာ EV station နေရာမှာ EV taxi 15စီးတပြေကုန်း EV station မှာ EV taxi ရေအတွက်စနေစီးတို့ကိုနေ့စဉ်အွန်ကောစနစ်ဖြင့်ရင်စည်းကံတို့တတ်မှတ်၍ရင်မော်စတဲ့ဘာက2000ကျပ်နဲ့1ကီလိုမီတာကို1000ကျပ်နှုန်းဖြင့်ပြေးဆွဲခြင်းကို2024ကတည်းကစတင်ပြေးဆွဲရရှိပါတယ်။ဒါကြောင့်နေပြည်တော်ကောင်စီအစီအစဉ်ပြည့်28စီးနဲ့ပုဂ္ဂလိကဒူးချင်းပိုင်း9စီးနဲ့စုစုပေါင်း EV taxi 36စီးနေ့စဉ်ပြေးဆွဲပေးလျက်ရှိပါတယ်။ဒီအပြင်မှာပြောင်းစုနယ်မြေနေပြည်တော်တွင်၌ခီးသောပြည်သူများတော်လှန်မှုစင်ပြေသေးအတွက်ကိုနေရာအနှံ့ပြမှာဂိတ်ထိုး၍စင်လုံးကားစနစ်ဖြင့်ပြေးဆွဲနေသောမီနီအိုးဝေ2520စီးပြေးဆွဲလျက်ရှိပါတယ်။ဒါကြောင့်ပြောင်းစုနယ်မြေနေပြည်တော်နယ်မြေအတွင်းမှာမီတာစနစ်သုံးဆွဲပြီးတော့မှအငှားရင် EV တစီများပြေးဆွဲလျက်ရှိပြီးစင်လုံးကားစနစ်ဖြင့်လည်းမီနီအိုးဝေများလည်းပြေးဆွဲလျက်ရှိပါတယ်။သို့ဖြစ်ပါ၍ပြောင်းစုနယ်မြေနေပြည်တော်အတွင်းမှာအငှားရင်တစီများလုပ်ငန်းဆောင်ရွက်ပြီးပုဂ္ဂလိကရင်ပိုင်ရှင်များနဲ့ကုမ္ပဏီများကမြို့ရင်းခီးစဉ်များပြေးဆွဲခွင့်လျှောက်ထားပါကနေပြည်တော်ကောင်စီနှင့်သက်ဆိုင်ရာဌာနများမှလူထုလုံတဲ့ညီခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့်အမျိုးသားအဆင့်လျှက်စစ်သုံးရင်များနှင့်ဆက်ဆက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီနေဖြင့်လည်း EV ရင်များပုံမူကျေပြန့်စွာအသုံးပြုလာစေရေးအများပြည်သူတိုက်ပို့ဆောင်ရေးအတွက်ကို EV bus များ EV taxi များနှင့်charging station များကိုနေ့လိုက်စီမံချက်များချမှတ်၍အားပေးဆောင်ရွက်ရှိပါကြောင်းရှင်းလင်းဖြေကြားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်းလာမဲဆန္ဒနယ်မှာဥရထုတ်အောင်ဆက်လက်မေးမြန်းမှုဖြစ်ပါတယ် ဒေသပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးဒုတိယဥက္ကဋ္ဌကြီးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပြည်ထောင်စုဆင့်အဖွဲ့အစည်းဝင်ဧည့်သည်တော်ကြီးများအားလုံးစိတ်ကြမ်းပါခြင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကြမ်းပါခြင်းကိုယ်ကြီးချမ်းသာခြင်းပေါင်းနဲ့ပြည့်စုံပြီးနိုင်ငံကျိုးဘာသာသာသနာကျိုးကိုပုံမှုဆောင်ရွက်နိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့တိုင်းနှုတ်ခွန်းဆက်သရပါတယ်ကျွန်တော်ကတော့ပဲခူးတိုင်းဒေသကြီးတာဝတီခရိုင်မင်းသားမြို့နယ်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရထွန်းအောင်ဖြစ်ပါတယ်PowerPoint သုံးစွဲခွင့်ပြုပါရန်လေးစားစွာတင်ပြပါတယ်ခင်ဗျာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခွင့်ပြုချက်ဖြင့်တရားဝင်မှတ်ပုံတင်ထားသောပရိဒါအသင်းခွန်များပိုင်ဆိုင်သည့်မော်တော်ကားများအားတင်းသည့်အခွန်ငွေတတ်မှတ်ပေးသွင်းစေပြီးဥပဒေနှင့်အညီတရားဝင်လိုင်စင်ပြုလုပ်ပေးရန်အစီအစဉ်ရှိမရှိနဲ့ဆက်လင်းတဲ့ကျယ်ပွင့်ပြမေကွန်အားမေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်နေ့လေးစားပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတဝန်းလုံးရှိ
ရက်ကွက်နဲ့ကျေးရွာအုပ်စုအသီးသီး၌တရားဝင်အသင်းအဖွဲ့ဖြင့်မှတ်ပုံတင်ထားကြသောပရိဟိတအသင်းများတွင်မိဘပြည်သူများ၏စုပေါင်းလှူဒါန်းငွေဖြင့်လိုင်စင်မဲ့မော်တော်ကားများဝယ်ယူ၍လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်နေကြရပါတယ်။ဗဟိုအဆင့်တိုင်းဒေသကြီးပြည်နယ်အဆင့်ခရိုင်အဆင့်မြို့နယ်နဲ့ရပ်ကျေးအဆင့်ပရိဟိတအသင်းအဖွဲ့များအနေဖြင့်နှစ်ကာလကြာမြင့်စွာတပိုင်းတစ်နိုင်ဆောင်ရွက်ခဲ့ကြတော့လဲ2020ခုနှစ် COVID-19 ကာလမှစ၍ရှိသမျှရန်ပုံငွေများဖြင့်မော်တော်ယာဉ်များဝယ်ယူ၍လူမှုကယ်ဆယ်ရေးလုပ်ငန်းများကိုအင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ကြပါတယ်။ COVID-19 ကာလတနိုင်ငံလုံးရှိပရိဟိတအသင်းအဖွဲ့များအနေဖြင့်2020ခုနှစ်မတ်လ23ရက်နေ့မှစတင်သည့်ပထမလိုင်းတွင်၎င်း2020ခုနှစ်ဩဂတ်လ16ရက်နေ့မှစတင်ခဲ့သည့်ဒုတိယလိုင်းတွင်၎င်း2021ခုနှစ်မေလ29ရက်နေ့မှစတင်ခဲ့သည့်တတိယလိုင်းတွင်၎င်းကျန်းမာရေးဆောင်ရှောက်မှုများပါဝင်ဆောင်ရွက်ခြင်းနှင့်အရေးပေါ်လိုအပ်နေသည့်အောက်ဆီဂျင်များအားခက်ခဲစွာရှာဖွေ၍ကူညီလှူဒါန်းမှုများဆောင်ရွက်နိုင်ခဲ့ခြင်းနှင့်ကျန်းမာရေးပညာပေးလုပ်ငန်းတွေများနှင့်မြို့နယ်အသီးသီး၌ဖွင့်လှစ်ခဲ့သည့် quarantine စင်တာများတွင် volunteer များဖြင့်ဝင်ရောက်ကူညီဆောင်ရွက်ပေးခြင်းနှင့်အကြောင်းကြောင့်ကွယ်လွန်သွားကြသူများအားကောင်းမွန်စွာသဂြိုလ်ပေးခြင်းတို့ကိုဆောင်ရွက်နိုင်ခဲ့ကြပါတယ်နှင့်ပရိဟိတအသင်းအဖွဲ့များအနေနဲ့ဆက်လက်ပြီးရေဘေးလုပ်ငန်းများမှာကူညီဆောင်ရွက်မှုတွေကိုတင်ပြသွားမှာဖြစ်ပါတယ်2024ခုနှစ်စက်တင်ဘာလ10ရက်နေ့မှစတင်မိုးသီးထန်စွာရွာသွန်းမှုကြောင့်ပြည်ထောင်စုနယ်မြေတွင်းရှိပြင်မနာတက်ကုန်းဇေယျသီရိပုပ္ပသီရိမြို့နယ်နဲ့ရမဲသင်းပျော်ပွဲစသည့်မြို့များမှာနှစ်ပေါင်းများစွာတွင်မကြုံဘူးသည့်ဆိုးဝါးသောရေကြီးမှုများဖြစ်ပေါ်ရာတွင်လည်းတနိုင်ငံလုံးရှိပရိဟိတအသင်းအဖွဲ့များအနေဖြင့်တပ်မတော်သားများနဲ့အတူဝင်ရောက်ကူညီကယ်ဆယ်ခြင်းနဲ့လိုအပ်သည့်အသုံးဆောင်ပစ္စည်းများလှူဒါန်းခြင်းတို့ကိုဆောင်ရွက်နိုင်ခဲ့ကြပါတယ်။နေ့လေးသာပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးများဆက်လက်ပြီးငလင်ဘေးကာလကူညီဆောင်ရွက်မှုများကိုတင်ပြသွားမှာဖြစ်ပါတယ်။2025ခုနှစ်မတ်လ28ရက်နေ့တောက်ကြနေ့တွင်နေ့လယ်12နာရီကျော်မှာမန္တလေးမြို့အနောက်မြောက်ဘက်အနီး၌ဗဟိုပြုပြီးတော့ Richard Scale 9.9 ဖြင့်မြန်မာနိုင်ငံတွင်နှစ်ပေါင်းများစွာအတွင်းအပြင်းထန်ဆုံးလှုပ်ခတ်သွားသောငလင်ကြောင့်မန္တလေးစကိုင်းနဲ့နေပြည်တော်စတဲ့မြို့ကြီးများမှာအဆောက်အဦများပြိုကျခြင်းလမ်းတရားများပျက်စီးခြင်းတို့ဖြစ်ပေါ်လာပါတယ်။တနိုင်ငံလုံးရှိပရိဟိတအသင်းအဖွဲ့များအင်တိုင်းအားတိုက်ပါဝင်ပြီးလှူဒါန်းပြုခြင်းအပြင်အမှန်တကယ်လိုအပ်သည့်တောက်သုံးရင်နှင့်စားတောက်ကုန်များကူညီလှူဒါန်းခြင်းတို့ကိုလည်းဆောင်ရွက်နိုင်ခဲ့ကြပါတယ်။နေ့ထို့ပြင်နိုင်ငံဝန်းဖြစ်ပါသည့်မိလောင်မှုဖြစ်စဉ်များတွင်လည်းနီးစပ်ရာပရိဟိတအဖွဲ့များသည်မိသက်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကူညီခြင်းမိလောင်မှုတွင်ထိခိုက်ဒဏ်ရာရသူများမိကုန်းမှန်သူများကိုရှေ့ဦးပြုစုပေးခြင်းနှင့်ရှေးရုံရှေးကမ်းများသို့အချိန်မီရောက်ရှိနိုင်ရေးပို့ဆောင်ပေးခြင်းတို့ကိုဆောင်ရွက်နေကြပါတယ်။မြည်သည့်နေရာမှာမဆိုရင်တိုင်းမှုများဖြစ်ပါကလည်းတာဝန်ရှိသူများနဲ့အတူလိုက်ပါပြီးထိခိုက်ဒဏ်ရာရသူများအားအသက်အန္တရာယ်ကင်းဝေးစေရေးအတွက်အစွမ်းကုန်ကြိုးပမ်း၍ကူညီဆောင်ရွက်လျက်ရှိကြပါတယ်။နေ့ထို့ကဲ့သို့ပြည်သူ့အကျိုးပြုလုပ်ငန်းများအားတရားဝင်အသင်းအဖွဲ့အနေဖြင့်ဆောင်ရွက်နေကြသည်ပရိဟိတအသင်းအဖွဲ့များပိုင်ဆိုင်သောမော်တော်ကားများအားတင်းတစ်သည့်အခွန်ငွေပေးသွင်းရွှေပြီးဥပဒေနှင့်အညီတရားဝင်လိုင်စင်ထုတ်ပေးပါကနိုင်ငံတော်အတွက်ထိုက်သင့်သည့်ဗန်နာငွေရရှိမှာဖြစ်တဲ့အပြင်တရားဝင်အသင်းအဖွဲ့များအနေနဲ့လည်းပြည်သူ့အကျိုးပြုလုပ်ငန်းများကိုယခုထက်ပို၍ကြဲကြဲပြန့်ပြန့်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။နေ့နိုင်ငံများစုကိုလေ့လာကြည့်ပါကပရိဟိတအသင်းအဖွဲ့များပိုင်ဆိုင်သည့်လိုင်စင်မဲ့မော်တော်ယာဉ်များကိုရင်ကြန့်ခိုင်မှုဆွေးဆွေးကအခွန်သက်သာခွင့်ပေးခြင်းမှတ်ပုံတင်ခြင်းရှော့ပေါ်ပေးခြင်းကိုရဲကိုယ်ရာအသုံးပြုမှုရှိမရှိဆွေးဆွေးခြင်းအာမခံမဖြစ်မနေထားရှိခြင်းတို့ကိုဆောင်ရွက်ပြီးနောက်အထူးမှတ်ပုံတင်များပြုလုပ်ပေးနေကြောင်းလေ့လာသိရှိရပါတယ်။တို့ဖြစ်ပါ၍ပြည်ထောင်စုရှင်တိုင်းဒေသကြီးပြည်နယ်ရှင်ခရိုင်ရှင်မြို့နယ်ရှင်တို့၌တရားဝင်မှတ်ပုံတင်ထားပြီးလူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများအင်တိုင်းအားတိုက်ဆောင်ရွက်နေကြသည့်ပရိဟိတအသင်းအဖွဲ့များပိုင်ဆိုင်သည့်မော်တော်ကားများအခွန်ငွေသတ်မှတ်ပေးသွင်းစေပြီးဥပဒေနှင့်အညီတရားဝင်လိုင်စင်ထုတ်ပေးရန်အစီအစဉ်ရှိမရှိနဲ့အစီအစဉ်ရှိပါကမည်သည့်နှစ်တွင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါသဖြင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်ကျယ်ပွင့်ပြမေးခွန်းဖြင့်လေးစွာမေးမြန်းတင်ပြပါရခင်ဗျာပို့ဆောင်ရေးဝန်ကြီးဌာနကဖြေကြားရဖြစ်ပါတယ်လေးစားပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွာလွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးပြည်ထောင်စုဝန်ကြီးဒုတိယဝန်ကြီးပြည်ထောင်စုအဆင့်ဖွဲ့စည်းဝင်များနဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းပါရခင်ဗျာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရထုအောင်ရဲ့ကျေပွင့်ပြမေးခွန်းပေါ်မှာကျွန်တော်ပို့ဆောင်ရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးဦးအောင်မြင့်ကပြန်လည်ဖြေကြားမှာဖြစ်ပါတယ်ရခိုင်ကမြန်မာနိုင်ငံတော်မှာရှိတဲ့လူမှုကူညီရေးအသင်းအဖွဲ့များ
နာရေးပူညီမှုတင်များနေနဲ့ပိုင်ဆိုင်အသုံးပြုနေသောယင်စီရဲ့အနေငယ်သာရှိခဲ့သည့်အတွက်ကိုတရားမဝင်ယင်ကိုသာအသုံးပြု၍နာရေးပို့ဆောင်ခြင်းလူနာပို့ဆောင်ခြင်းနှင့်အခြားလူမှုရေးဆိုင်ရာကိစ္စများတွင်အသုံးပြုဆောင်ခဲ့ကြပါသည်ဆိုပါအသင်းဖွဲ့များရဲ့တင်ပြချက်များအရ၎င်းပြည်သူလူထုရဲ့လူလားချက်ဆန္ဒများအရ၎င်းတိုင်းဒေသကြီးပြည်내အစိုးရဖွဲ့စည်းများရဲ့အကြံပြုချက်များအရ၎င်း2014ခုနှစ်မှာလူမှုရေးအသင်းဖွဲ့များမှာအသုံးပြုနေတဲ့မှတ်ပုံတင်မဲ့ရင်များအားတရားဝင်မှတ်ပုံတင်ခြင်းကို19ရက်6လ2014ရက်နေ့မှာကျင်းပပြုလုပ်တဲ့ပြည်အောင်စုအစိုးရအဖွဲ့ရဲ့အစည်းအဝေးမှတ်စဉ်17/2014ဆုံးဖြတ်ချက်အရတိုင်းဒေသကြီးပြည်내အစိုးရအဖွဲ့များကြီးကြပ်ပြီး One Stop Service အဖွဲ့များဖွဲ့စည်းပြီးတော့မှ9ရက်9လ2014ရက်နေ့မှ31ရက်9လ2014ရက်နေ့အထိတနိုင်ငံလုံးအတိုင်းအတာအပြင်မှတ်ပုံတင်ဆောင်ပေးခဲ့ပါတယ်။ထို့သောပူးပေါင်းဖွဲ့များဖြင့် One Stop Service စီမံချက်ဆောင်ပေးခဲ့ရာစီမံချက်မတိုင်မီကတရားဝင်မှတ်ပုံတင်ထားတဲ့လူမှုရေးအသင်းအဖွဲ့58ဖွဲ့ရှိရမှာစီမံချက်ကာလအရက်သက်တစ်ပတ်4ဘက်ခန့်အတွင်းမှာတရားဝင်မှတ်ပုံတင်လာတဲ့အသင်းအဖွဲ့ပေါင်း1965ဖွဲ့သို့တိုးဝါလာခဲ့ပြီးစီမံချက်မတိုင်မီမှတ်ပုံတင်ထားတဲ့ရင်စုစုပေါင်းမှာ134စီးရှိခဲ့ရမှာစီမံချက်ကာလအတွင်းမှာစုစုပေါင်း4985စီးအထိတိုးမြင့်လာခဲ့ပါတယ်။ဒါကြောင့်ကုန်လမ်းပို့ဆောင်ညွှန်မှုစည်းဌာနအနေနဲ့ပြည်ပမှတရားဝင်တင်သွင်းလာတဲ့လူနာတင်နဲ့နိဗ္ဗာန်ရင်များကိုသွင်းကုန်လိုက်ခြင်းသွင်းကုန်ချင်းများလွှာအကောက်ပုံဖော်ပြချက်နှင့်ဗန်တိုင်းနှင့်အကုန်ကြီးဌာနမှအခွန်အကောက်ကင်းလွတ်ခွင့်ပြုကြောင်းအမိန့်ကြော်ညာစာစတဲ့စာရွက်စာတမ်းများအားစီစစ်ပြီးပြည်ပတင်သွင်းရင်မှတ်ပုံတင်ကကောက်ခံခြင်းမပြုဘဲနဲ့မှတ်ပုံတင်ဆောင်ပေးရရှိပါတယ်။သို့ဖြစ်ပါ၍ပို့ဆောင်ရေးဝန်ကြီးဌာနကုန်လမ်းပို့ဆောင်ညွှန်ကြားမှုစည်းဌာနအနေနဲ့အထက်ပေါ်ပြပါအထောက်အထားများပါရှိတဲ့နိဗ္ဗာန်ရင်များကိုမှတ်ပုံတင်ဆောင်ပေးရရှိပြီးတရားမဝင်ရောက်ရှိနေသောမော်တော်ယာဉ်များသည်ပေါ်ပြပါအထောက်အထားများတင်ပြနိုင်ရင်မရှိသဖြင့်မှတ်ပုံတင်ဆောင်ပေးမရပါကြောင်းရှင်းလင်းဖြေကြားပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မေကွန်များရှင်းလင်းဖြေကြားပြီးတဲ့ပြည်ထောင်စုဆင့်ပုဂ္ဂိုလ်ပြန်လည်ထွက်ခွာနိုင်ပါပြီခင်ဗျာတီဘောမဲဆန္ဒနယ်မှာဦးကောင်းသက်ဆန်မေးမြန်းမှုဖြစ်ပါတယ်လေးစားပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွဒုတိယဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေကြောင်းရှေးဥပဌနာဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်ကျွန်တော်အနေဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်အတွင်းစက်တရေဝန်ဆောင်မှုများလုံလောက်စွာမရရှိသေးသည့်အခြေအနေများနှင့်ဆက်လင်း၍ဒေသခံပြည်သူများ၏လူလားချက်များကိုကိုစားပြုကာဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်လေးစားအပ်ပါတော့ဥက္ကဋ္ဌကြီးခင်ဗျာယနေ့ခေတ် Digital နည်းပညာဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့ကာလမှာဆက်သွယ်ရေးကဏ္ဍဟာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးရဲ့အခြေခံအဆောက်အအုံတစ်ရပ်ဖြစ်တယ်လို့ပြည်သူများရဲ့လူမှုစီးပွားမြင့်မားတိုးတက်ရေးပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများလက်လန်းမီရေးနဲ့ဒေတာအလိုက်မျှတစွာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်လျက်ရှိပါတယ်တို့ရာတွင်တီဘောမြို့နယ်အတွင်းဆက်သွယ်ရေးဝန်ဆောင်မှုများအားနည်းရခြင်း၏အဓိကအကြောင်းရင်းများအနက်ဒေတာအတွင်းဖြစ်ပေါ်ခဲ့သောတိုက်ပွဲများကြောင့်ဆက်သွယ်ရေးဆိုင်ရာအဆောက်အအုံများထိခိုက်ပျက်စီးခဲ့ရခြင်းဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းအချို့ပျောက်ဆုံးဆုံးရှုံးခဲ့ရခြင်းတို့ပါဝင်ကြောင်းလေ့လာတွေ့ရှိရပါတယ်။ထို့အပြင်ဆက်သွယ်ရေးတာဝါတိုင်များပုံမှန်လည်ပတ်နိုင်ရေးအတွက်လိုအပ်သော
လျှက်စစ်ဓာတ်အားမရရှိသည့်အခက်အခဲများလည်းရှိနေပါတယ်လျှက်စစ်မီးမရရှိသည့်အခြေအနေများတွင်ဒီဇယ်မီးစက်ဖြင့်လေပတ်ဆောင်ရွက်တော်လဲတီဘောမြို့နယ်အတွက်73စီခွဲတန်းမှာမရရှိခြင်းနှင့်အတူတည်ယူပို့ဆောင်ရေးအခက်အခဲများကြောင့်73စီဈေးနှုန်းများဟာလည်းအစမတန်မြင့်တက်လျက်ရှိပါတယ်ထို့သောအခြေအနေများကြောင့်ဆက်သွယ်ရေးဝန်ဆောင်မှုကိုထိန်းသိမ်းနိုင်ရန်ကုန်ကျစရိတ်အလွန်မြင့်မားလာပြီးဒေသအတွင်းတရက်လျင်ဖုံးဆက်သွယ်ရေးဝန်ဆောင်မှုလဲပတ်နိုင်ရန်အတွက်မြန်မာကျပ်ငွေ330ခန့်အထိကုန်ကျနေကြောင်းလည်းစီစစ်တွေ့ရှိရပါတယ်ဒီအခြေအနေဟာဒေသခံပြည်သူများဆက်သွယ်ရေးဝန်ဆောင်မှုကိုအဆက်မပြတ်အသုံးပြုနိုင်ရေးအတွက်ရေရှည်ခံနိုင်တဲ့အခြေအနေတရက်မဟုတ်ပါသဖြင့်သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနဲ့အထူးအစီအစဉ်ဖြင့်ပံ့ပိုးကူညီဆောင်ရွက်ပေးရန်လည်းလွယ်လျက်ရှိပါတယ်လေးစားအပ်ပါတော့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျောင်းသားကျောင်းသူများရဲ့ပညာသင်ကြားရေးလုပ်ငန်းစဉ်များတောင်သူလယ်သမားများ၏စိုက်ပျိုးမွေးမြူရေးဆိုင်ရာသတင်းချက်လက်ရရှိရေးစီးပွားရေးလုပ်ငန်းများ၏ဈေးကွက်ဆက်သွယ်ရေးကျန်းမာရေးအရေးပေါ်အခြေအနေများနှင့်တဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းပေးမှုများလည်းအခက်အခဲများစွာဖြစ်ပေါ်နေလျက်ရှိပါသည်အထူးအားဖြင့်နိုင်ငံတော်သမ္မတကြီးအနေဖြင့်ပြည်သူများ၏လိုအပ်ချက်များကိုအစဉ်တစိုက်အလေးထား၍ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူအကျိုးပြုလုပ်ငန်းများအကောင့်တွေဖော်နိုင်ရေးအတွက်လမ်းညွန်ပံ့ပိုးကူညီပေးလျက်ရှိသည့်အပေါ်တီဘောမြို့နယ်ရှိပြည်သူများကိုစားကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ထို့အပြင်ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်Digital ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနများပြည်ထောင်စုဒုတိယဝန်ကြီးကိုယ်တိုင်မြေပြင်အခြေအနေများကိုအနီးကပ်ကြည့်ရှု၍တီဘောမြို့တို့9ရက်5လ2026တွင်လာရောက်၍လက်တွေ့ကျသောဖြည့်ရှင်းဆောင်ရွက်မှုများကိုဆောင်ရွက်ပေးခဲ့သည့်အတွက်ဒုတိယဝန်ကြီးနှင့်တက်ဆိုင်ရာတာဝန်ရှိသူများအားလုံးကိုလည်းဒေသခံပြည်သူများကိုစားကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။တီဘောမြို့နယ်အတွင်းဆက်သွယ်ရေးတာဝါတိုင်းတိုးချဲ့တည်ဆောက်ပေးခြင်းဆက်သွယ်ရေးစက်ပစ္စည်းများအစိမ့်မြင့်တင်ပေးခြင်းဝန်ဆောင်မှုမရောက်ရှိသေးသည့်ကျေးရွာများအထိဆက်သွယ်ရေးကွန်ရက်များဖြန့်ကျက်ပေးခြင်းနှင့်လက်ရှိကြုံတွေ့နေရသောဆက်သွယ်ရေးအခက်အခဲများကိုရေရှည်တည်တံ့သောနည်းလမ်းများဖြင့်ဖြည့်ရှင်းဆောင်ရွက်ပေးနိုင်ရေးတွေကိုဆက်လက်အလေးထားဆောင်ရွက်ပေးစီလိုကြောင်းတိုက်တွန်းတင်ပြအပ်ပါတယ်။ညီကုန်းချုပ်အနေဖြင့်တီဘောမြို့နယ်အတွင်းရှိပြည်သူများ၏ဆက်သွယ်ရေးလိုအပ်ချက်များကိုအမြန်ဆုံးဖြည့်ဆည်းပေးနိုင်မည်ဟုယုံကြည်မျှော်လင့်မိပါကြောင်းနှင့်ကျွန်တော်မေးမြန်းထားသည့်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်တွင်24နာရီပတ်လုံးဖုန်းလိုင်းများဆက်သွယ်နိုင်ရန်ဆောင်ရွက်ပေးနိုင်ပါရန်အစီအစဉ်ရှိမရှိသိရှိလိုပါကြောင်းနှင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်လေးစားစွာမေးမြန်းတင်ပြအပ်ပါသည်ခင်ဗျာDigital ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကဖြည့်ကြားရန်ဖြစ်ပါတယ်လေးစားပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများပြည်ထောင်စုအဆင့်ဖွဲ့စည်းဝင်များနဲ့ဧည့်သည်တော်ကြီးများအားလုံးမင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာဒီဘောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးကောင်းသက်ဆိုင်၏ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်ဒီဘောမြို့နယ်တွင်24နာရီပတ်လုံးဖုန်းလိုင်းများပြောဆိုဆက်သွယ်နိုင်ရန်အတွက်ဆောင်ရွက်ပေးနိုင်ပါရန်အစီအစဉ်ရှိမရှိသိရှိလိုပါကြောင်းနှင့်ဆက်လျင်းသည့်ကျေပွင့်ပြမေကွန်ပေါ် Digital ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကျွန်တော်ဦးသက်ဝင်းအောင်ကရှင်းလင်းပြကြားသွားမှာဖြစ်ပါတယ်ဒီဘောမြို့နယ်မှာလက်ရှိချိန်မှာဆိုရင် MPDA မိုဘိုင်းစကန်22ခုအတန်မှမိုဘိုင်းစကန်25ခု U9 မှမိုဘိုင်းစကန်9ခုနဲ့မိုင်တဲမှမိုဘိုင်းစကန်39ခုစုစုပေါင်းမိုဘိုင်းစကန်62ခုနဲ့မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပါတယ်အဆိုပါဝန်ဆောင်မှုပေးလျက်ရှိတဲ့မိုဘိုင်းစကန်62ခုနဲ့မှာ82ခုကတော့24နာရီလုပ်ငန်းလည်ပတ်နိုင်တဲ့အတွက်အချိန်ပြည့်ဝန်ဆောင်မှုပေးလျက်ရှိပြီးကျန်မိုဘိုင်းစကန်20ခုမှာတော့လျှက်စစ်တာရရှိမှုနဲ့73စီရရှိမှုအခြေအနေများပေါ်မူတည်ပြီး24နာရီပုံမှန်လည်ပတ်နိုင်ခြင်းမရှိသေးကြောင်းကိုစစ်စစ်တွေ့ရှိရပါတယ်။ဥက္ကဋ္ဌကြီးများပါဝပိုက်ဖြင့်တင်ပြခွင့်ပြုပါခင်ဗျာ။တင်ပြပါပုံကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်အတွင်းမှာရှိတဲ့မိုဘိုင်းစကန်များရဲ့ပြည်နေရာပြမြေပုံဖြစ်ပြီး
အ내ရောင်မှတ်သားများနဲ့ဖော်ပြထားတဲ့နေရာများမှာရှိတဲ့မိုဘိုင်းစကန်တွေကတော့24နာရီပြည့်လုပ်ငန်းလက်ပတ်နိုင်မှုမရှိတဲ့နေရာများပဲဖြစ်ပါတယ်24နာရီပြည့်လုပ်ငန်းလက်ပတ်နိုင်ခြင်းမရှိသေးတဲ့မိုဘိုင်းစကန်20ခုတော့ကိုတော့ကျွန်တော်လျှက်စစ်ဓာတ်အားနဲ့73စီများပုံမှန်ပြန်လည်ရရှိမယ်ဆိုလို့ရှိရင်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကိုအချိန်ပြည့်ရရှိအောင်စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းရှင်းလင်းပြကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာမိုက်တော့ပါ လေးစားပါတော့လွတ်တော်ဥက္ကဋ္ဌခင်ဗျာတစ်ဆက်တဲ့ကျွန်တော်မေးမြန်းခွင့်ပြုပါခင်ဗျာကျွန်တော်တို့ဒီဘောမြို့နယ်ဟာကျွန်တော်တို့ကဒီတိုက်ပွဲကြောင့်ကျွန်တော်တို့ကမြို့ကပြန်လည်တည်ထောင်တဲ့ကာလတစ်ခုဖြစ်ပါတယ်ဒီလိုတည်ထောင်တဲ့ကာလမှာကျွန်တော်တို့ရဲ့အခက်အခဲကတော့ကျွန်တော်တို့မြို့ပေါ်ရက်ကွက်က17ရက်ကွက်နဲ့ area ပေါ့ကြေးရွာအုပ်စု2စုကလွယ်ရင်ကျွန်တော်တို့ကဒီညနေ6နာရီကျော်ရင်ဖုန်းလိုင်းတွေကပြတ်တော့သွားပါတယ်ပြီးခဲ့တဲ့တစ်ခါကျွန်တော်တို့တဘာဝလေဘေးတင့်တဲ့အခါဖုန်းလိုင်းကမရရှိပါဘူးတိုးတော့လည်းပဲအချို့ကြေးရွာတွေမှာကျွန်တော်တို့ကစီရီယမ်မျိုးရှိရပါတော့ကျွန်တော်တို့ကိုတာလိုင်းပေါ့ကျွန်တော်ကိုယ်တိုင်လည်းကိုတာဖုန်းကင်ထားရပါတယ်အဲ့ဒီဖုန်းလိုင်းလေးရတဲ့အခါကျတော့အချိန်မီပြီးကျွန်တော်တို့ဆက်တွယ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီနောက်ပိုင်းမှာတော့ကျွန်တော်တို့အဲ့ဒီကြေးရွာတွေကိုလည်းကျွန်တော်တို့ကဖုန်းလိုင်းတွေရရှိပါတယ်ဒါကြောင့်ကျွန်တော်မေးမြန်းလို့တဲ့အဓိကအကြောင်းအရာကတော့ကျွန်တော်တို့နိုင်ငံတော်အစိုးရအုပ်ချုပ်မှုရန်တရားရှိတဲ့တီဘောမြို့နယ်ရဲ့ကျွန်တော်တို့တီဘောနဲ့ကြောင်မဲချဒေတာတွေပေါ့နော်အဲ့ဒီဒေတာတွေမှာကျွန်တော်တို့ဒီဆက်သွယ်ရေးစနစ်ဒါ24နာရီပြောနိုင်ဖို့တိုးချဲ့ပြီးတော့ပေါ့နော်ကျွန်တော်တို့အစိုးရအနေနဲ့ကူညီဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိကိုလည်းကျွန်တော်အနေနဲ့ဒီနေရာကနေပြီးတော့ထပ်ဆင့်မြင်မြတ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်Digital ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကထပ်ဆင့်မိကွန်းတဲ့ဖြေကြားပေးဖို့ဖြစ်ပါတယ်ကျွန်တော်တို့ရှမ်းပြည်မြောက်ပိုင်းဒီဘောမြို့နယ်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားရည်မေးမြန်းထားတဲ့အထက်ကနေပြီးတော့ကျွန်တော်တို့ဒီဆက်သွယ်ရေးအတွက်လိုအပ်တဲ့ကြေးရွာများနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီလက်ရှိတိစောက်ပြီးသားဆက်သွယ်ရေးစခန်းများကိုလည်းကျွန်တော်တို့တိုက်ပွဲကြောင့်ချိုးရင်းအားနေသွားတာတွေရှိတာတွေလည်းရှိတာကိုကျွန်တော်တို့ပြင်ဆင်ဆောင်ရွက်လည်းရှိပါတယ်ကျွန်တော်ပြီးခဲ့တဲ့ဟောတင်ပြသွားတဲ့62ခုဆက်သွယ်ရေးစခန်း62ခုပြင်ကျွန်တော်တို့ဆက်သွယ်တိုက်ပွဲကြောင့်ထိခိုက်သွားတဲ့ဆက်သွယ်ရေးစခန်းတွေကိုလည်းပြင်ဆင်ဆောင်ရွက်လျက်ရှိတာမှာလက်တလောအခြေအနေကကျွန်တော်တို့17ခုပြန်လည်ကောင်းမွန်လာပါတယ်အဲဒါကြောင့်ကျွန်တော်တို့အားလုံးစုစုပေါင်း103ခုဆက်သွယ်ရေးစခန်းတွေဒါကောင်းမွန်လာပြီဖြစ်ပါတယ်အဲ့တော့ဆက်သွယ်ရေးစခန်းတွေကိုပြန်လည်တိုးချဲ့တည်ဆောက်ဖို့အတွက်ကိုကြတော့ကျွန်တော်တို့ရဲ့ဒီနံပါတ်ဆက်သွယ်ရေးအခြေအနေကျွန်တော်တို့ဒီဆက်သွယ်ရေးစက်ကြောင်းတွေသွားနိုင်မဲ့အခြေအနေလျှက်စစ်ပြီးရရှိနိုင်မဲ့အခြေအနေကျွန်တော်ဗဏ္ဍာငွေရရှိမှုအခြေအနေနေပြည်ဒေသအခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒီကွင်းစင်လေးလာရေးဆောင်ရွက်ပြီးကျွန်တော်ဒီကနေပြီးတော့နိုင်ငံတော်ဗဏ္ဍာငွေရထားမှုမှာဒီနှစ်စဉ်ရထားမှုမှာထည့်သွင်းဆောင်ရွက်သွားနိုင်မှာဖြစ်တဲ့အကြောင်းရှင်းလင်းတင်ပြလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာမန်ယာမဲဆန္ဒနယ်မှာဦးဆိုင်ဆန်းမြင်မြတ်မှုဖြစ်ပါတယ်လေးစားပါတော့ပြည်သူ့တော်ခိုင်နဲ့ပြည်သူ့တော်ကိုယ်စားများအေဒီတော်များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာကြွားပြောပါတယ်ကျွန်တော်ကတော့ရှမ်းပြည်နယ်စေပိုင်းမိုင်းရန်ခရိုင်မိုင်းရမြို့နယ်မဲဆန္ဒနယ်မှာပြည်သူ့တော်ကိုယ်စားဦးဆိုင်ဆန်းဖြစ်ပါတယ်ကျွန်တော်ရဲ့လက်ရှိမဲဆန္ဒနယ်တွင်ဆက်တွေရဲ့အတွက်တာဝါတိုင်လိုအပ်ချက်နေပတ်တဲ့၍မေခွန်းမေမန်ခွန်းတောင်းခံရပါတယ်ဒေသအပါတော့ပြည်သူတို့တော်ခိုင်များမိုင်းရမြို့နယ်မိုင်းတွေကြေးရွာအုပ်စုကြေးရွာပေါင်းစေရွာစီတဲ့နဲ့ကျန်6ရွာမှာတယ်လီဖုန်းလိုင်းမရှိပါပြောဆိုရမရတဲ့ကြောင့်တွေးရှိနေရပါတယ်ဒီကောင်ကြေးရွာဒေတာတွေလိုအပ်နေတော့ဆက်တော်ရေးတာဝါတစ်ခုတိဆောက်ပေးမိဆိုရင်ကြေးရွာလူပြည်သူလူထုများ
လူမှုရေးဆက်သွယ်ရေးလုပ်ငန်းများတိုးတက်လာမည်ဖြစ်ပြီးစီးပွားရေးလူမှုရေးတိုးတက်လာမည်ဖြစ်ပါတယ်။ဒါကြောင့်မိုင်းရမြို့နယ်မိန်လုံကျေးရွာအုပ်စု6ရွာသည်ဖုံးဆက်သွယ်ရေးတာဝါတိုင်တစ်ခုတိဆောက်ပေးရန်အစီအစဉ်ရှိမရှိတိဆောက်ပေးမည်ဆိုပါကမိတိပဏာရေးနေ့တွင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါသည်ဖြင့်ပြည်သူ့လူတော်ခရိုင်မှတစ်ဆင့်လေးစားစွာမိမြတ်တင်ပြအပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်နော်Digital ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကဖြေကြားဖို့ဖြစ်ပါတယ်လေးစားပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွလွှတ်တော်ကိုယ်စားလှယ်ကြီးများပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများပြည်ထောင်စုအဆင့်ဖွဲ့စည်းဝင်များနဲ့ဧည့်သည်တော်ကြီးများခင်ဗျာမိုင်းရမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်ဆိုင်၏မိုင်းရမြို့နယ်မိုင်းလွေကျေးရွာအုပ်စုရှိကျေးရွာ6ရွာတွင်ဖုန်းဆက်သွယ်ရေးတာဝါတိုင်းတိစောက်ပေးရန်အစီအစဉ်ရှိမရှိနှင့်တိစောက်ပေးမည်ဆိုပါကမြေသည့်ဗန္ဒာယီနှစ်တွင်တိစောက်ပေးမည်ကိုသိရှိလိုခြင်းနှင့်ဆက်လင်းသည့်ကျေပွင့်ပြမေကွန်ပေါ် Digital ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကျွန်တော်ဦးသက်ဝင်းအောင်ကရှင်းလင်းပြကြားသွားမှာဖြစ်ပါတယ်။ Digital ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့မိုင်းရမြို့နယ်မှာ MPT, U9, Mytel operator များရဲ့စုစုပေါင်း mobile scan 8ခုကိုတိစောက်ထားရှိပြီးမိုင်းရမြို့နယ်နဲ့နီးကပ်သောချို့သောကြေးရွာများကိုဆက်သွယ်ရေးကွန်ရက်လွှမ်းခြုံမှုရှိအောင်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ဥက္ကဋ္ဌကြီးခင်ဗျာအော်ပိုင်ပင်တင်ပြခွင့်ပြုပါခင်ဗျာတင်ပြပါပေါ်တော့မိုင်းရမြို့နယ်အတွင်းရှိဆက်သွယ်ရေး mobile scan များနဲ့မိုင်းလွေကြေးရွာအုပ်စုမှာရှိတဲ့ကျွော်6ရွာတို့ရဲ့ဒီနေရာပြမြေပုံပဲဖြစ်ပါတယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းထားတဲ့မိုင်းရမြို့နယ်မိုင်းလွေကျွော်အုပ်စုမှာရှိတဲ့ကျွော်6ရွာမှာတော့လက်စစ်တာမရရှိနိုင်မှုဝေးဆက်သွယ်ရေးစက်ကြောင်းများတိစောက်ရန်ခက်ခဲမှုတို့ကြောင့်မိုဘိုင်းစကန်အသစ်တစ်ခုတိစောက်ရန်လောလောဆယ်အစီအစဉ်မရှိသေးပါကြောင်းဖြေကြားပါတယ်တို့ရတွင်Digital ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့လက်မှတ်ဆက်သွယ်ရေးခက်ခဲပြီးတွားလည်ရန်မလွယ်ကူတဲ့နေမြေဒေသမှာရှိတဲ့မိုဘိုင်းဆက်သွယ်ရေးစကန်တွေတိစောက်နိုင်မှုအတွက်လျှက်စစ်တာရရှိနိုင်မှုဆက်သွယ်ရေးစက်ကြောင်းများတိစောက်ချိတ်ဆက်နိုင်မှုနဲ့နေမြေဒေသအခြေအနေများပေါ်မူတည်ပြီးကွင်းစင်တိုင်းနာနိုင်ရေးစီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ထို့သောကွင်းစင်တိုင်းနာရရှိမှုအခြေအနေများပေါ်မူတည်ပြီးအခြေခံဆက်သွယ်ရေးလိုအပ်ချက်ပြည်စည်းခြင်းဆိုင်ရာရန်ပုံငွေရဲ့စီမင်းစည်းကမ်းသတ်မှတ်ချက်များနဲ့ကိုက်ညီမှုရှိပါကမိုဘိုင်းစကန်များတိစောက်နိုင်ရေးကိုဘန်နာနှစ်လိုက်ယာထားစီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းရှင်းလင်းပြကြရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာမေကွန်များရှင်းလင်းဖြေကြားပြီးတဲ့ပြည်တော်စုအဆင့်ပုဂ္ဂိုလ်ပြန်လည်ထွက်ခွာနိုင်ပါပြီခင်ဗျာငဇွန်မဲဆန္ဒနယ်မှာဥလှမင်းမေးမြန်းမှုဖြစ်ပါတယ်လေးစားတော်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွလွှတ်တော်ကိုယ်စားလှယ်များအစိုးရအဖွဲ့ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါလို့ဥစွာကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သပါတယ်ကျွန်တော်ကတော့ငဇွန်မဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလှမင်းဖြစ်ပါတယ်ကျွန်တော်မေးမြန်းလို့တဲ့မေးခွန်းကတော့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့်ကျွန်တော်တို့ငဇုံမြို့နယ်အတွင်းမှာအိမ်တော်စုပေါင်း 32,490 စုရှိပါတယ်လူဦးရေနဲ့ဆိုလို့ရှိရင်တော့ 1,433,225 ဦးရှိပြီးတော့18နှစ်အောက်ကျောင်းနေတဲ့အရွယ်တွေပေါ့ 32,490 ဦးရှိပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကျေပွင့်ကမေးခွန်းအနေနဲ့မေးမြန်းလိုတာကတော့ငဇုံမြို့နယ်အတွင်းမှာအခြေခံပညာကျောင်းပေါင်းစုစုပေါင်းပဲကျွန်တော်တင်ပြပါတော့မယ်129ကျောင်းရှိပါတယ်အဲ့ဒီ129ကျောင်းအနက်အထက်တန်းအလယ်တန်းမူလတန်းအကုန်အပါပေါ့66ကျောင်းလောက်က
ဒီမြို့နယ်ပညာရေးကနေသုံးတဲ့အသုံးနှုန်းတိုင်းကျွန်တော်တင်ပြရမယ်ဆိုလို့ရှိရင်တော့မိဘများနဲ့အတူကျောင်းသားကျောင်းသူများသည်လည်းနေရစွန့်ခွာပြီးတော့အခြားဒေသကိုပြောင်းရွှေ့သွားရပါသဖြင့်ယာယီပိတ်ကျောင်းဖြစ်နေပိတ်ထားရပါတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ရေးကိုမိတို့ဆောင်ရွက်ပေးနိုင်မယ်ဆိုတဲ့ဟာကိုသိရှိလိုပါတယ်အကြောင်းမေးမြန်းအပ်ပါတယ်ပညာရေးဝန်ကြီးဌာနကဖြည့်ကြားရန်ဖြစ်ပါတယ် လေးစားပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့တကွပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကျွန်တော်ဦးနေမျိုးလိုင်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလာမင်းရဲ့ခြေဝင်းပြမေခွန်းနဲ့ပတ်သက်ပြီးရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်လေးစားပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့တကွလွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျာမန္တလေးတိုင်းဒေသကြီးငစွန်မြို့နယ်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလာမင်းရဲ့ငစွန်မြို့နယ်အတွင်းမူလတန်းကျောင်းမှလယ်တန်းကျောင်းထိစုစုပေါင်း129ကျောင်းရှိတဲ့နယ်66ကျောင်းမှမိဘများနဲ့အတူကျောင်းသားကျောင်းသူများသည်လည်းနေရစွန့်တခြားဒေသသို့ပြောင်းရွှေ့သွားပြီးကျောင်းများယာယီပိတ်ထားရပါသဖြင့်ပြန်လည်ဖွင့်လှစ်နိုင်ရေးအစီအစဉ်ရှိမရှိဆိုတဲ့မေးခွန်းဖြစ်ပါတယ်ဒီမေးခွန်းနဲ့ဆက်လင်းပြီးမန္တလေးတိုင်းဒေသကြီးငစွန်မြို့နယ်အတွင်းမှာကျောင်း129ကျောင်းနဲ့62ကျောင်းဟာဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်2025-2026ပညာသင်နှစ်မှာယာယီပိတ်ထားတဲ့ကျောင်း66ကျောင်းအနက်ဂျိုးအခြေခံပညာအထက်တန်းကျောင်းကမ်းမအခြေခံပညာအထက်တန်းကျောင်းခွဲမကြီးအခြေခံပညာအလယ်တန်းကျောင်းခွဲရွှေတောင်အခြေခံပညာအလယ်တန်းကျောင်းခွဲငန်းလော့အခြေခံပညာမူလတန်းကျောင်းစပ်ပြချင်းအခြေခံပညာမူလတန်းကျောင်းနဲ့တပြေသာအခြေခံပညာမူလတန်းကျောင်းတပြေကန်အခြေခံပညာမူလတန်းကျောင်းစုစုပေါင်းကျောင်း၈ကျောင်းတို့ကိုပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ယာထားဆောင်ရွက်လျက်ရှိပါတယ်လက်ရှိမှာတပြေသာအခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းကိုဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်ဆိုပါကျောင်းမှာကျောင်းအုပ်တဦးမူစင့်တင်ဆရာ3ဦးတွဲဘက်ဆရာ2ဦးနဲ့အထွေထွေလုပ်သား2ဦးစုစုပေါင်းဝန်ထမ်း6ဦးတာဝန်ထမ်းဆောင်လျက်ရှိပါတယ်ကျန်ကျောင်း9ကျောင်းကိုလည်းဆက်လက်ဖွင့်လှစ်နိုင်မယ်ဆိုလို့ရှိရင်သင်ကြားသင်ယူမှုလုပ်ငန်းများထိရောက်စွာကောင်တယ်ပေါ်ဆောင်ရွက်နိုင်ရေးအတွက်ဖွင့်ကျောင်းများမှာယာယီတွဲဖက်ထားတဲ့ဆိုပါကျောင်းများမှကျောင်းအုပ်9ဦးဆရာမတက်စစ်တင်18ဦးနဲ့လယ်စစ်တင်14ဦးမူစစ်တင်19ဦးစုစုပေါင်း55ဦးကိုပြန်လည်နေရာချထားတာဝန်ထမ်းဆောင်နိုင်ရေးအတွက်ဆောင်ရွက်ထားပါကြောင်းရှင်းလင်းဖြေကြားပါတယ်အားလုံးကျေးဇူးတင်ပါတယ်လို့တော့ကြရည်ဆက်ဆက်မေးခွန်းမေးမြန်းခွင့်ပြုပါရန်ပညာရေးဝန်ကြီးဌာနကနေပြီးတော့ဖြေကြားသွားတဲ့ကျောင်းဖွင့်ဖို့အတွက်ပညာရေးဝန်ကြီးဌာနအနေနဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ကျေနပ်ပါတယ်အဖြေပေါ်မှာလည်းဟိုရင်းဖြစ်ပါတယ်သို့တော့ကျွန်တော်ရဲ့မေးခွန်းပေါ့နော်မေးခွန်းကအမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်တော့ကျောင်းကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့ပညာရေးဝန်ကြီးဌာနကလာရောက်ဖြေကြားပေမဲ့ကျောင်းမဖွင့်နိုင်တဲ့အခြေအနေအရရက်ကပညာရေးဝန်ကြီးဌာနပေါ်မှာပတ်သက်နေတဲ့ဟာမျိုးတော့မဟုတ်ပါဘူးမိကုန်းကိုတေချာဝရင်းဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့တော့ဖြစ်စဉ်လေးကိုအနည်းငယ်ပြောရမယ်ဆိုလို့ရှိရင်တော့2021ခုနှစ်အောက်တိုဘာလ3ရက်နေ့မှာစင်ပြူကုန်းရွာကမူလတန်းပြဆရာဦးအောင်ဒီဟာသူတို့လင်မယားပေါ့လေဆရာမဒေါ်မြတ်တန်းသေးတို့ဒါအကြံဖက်ဖွဲ့တွေလာပြီးတော့တပ်ဖြတ်တာရှိပါတယ်အဲ့ဒါလိုပဲ2022ခုနှစ်မှာဇူလိုင်လ18ရက်နေ့ထနောင်းကုန်းရွာကဒေါ်ဆွေမွန်မူလတန်းပြဆရာမလည်းအသက်ခံရတဲ့ဖြစ်စဉ်ရှိပါတယ်။နောက်2023ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှာကလျွာကလက်ထောက်ကျန်းမာရေးမှူးဖြစ်တဲ့ဒေါ်တိုးတိုးတန်းသူနဲ့အဖော်ဒေါ်အေးမွန်ကျော်တို့ကိုလည်းအဲ့ဒီကလျွာမှာပဲအသက်ခံရတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ထို့အတူ2024ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာကျင်းသာရွာကမူလပြမ်းမြဆရာမပေါ့ဒေါ်ချိုမှာနောက်သူနဲ့အတူပေါ့လေဥကျော်စိုးမှုသူတို့နှစ်ယောက်အသက်ခံရတဲ့ဖြစ်စဉ်ရှိပါတယ်နောက်တစ်ခါပြီးတဲ့အခါကျ2024ခုနှစ်မှာပဲဧပြီလ1ရက်နေ့မှာညောင်လေးပင်ရွာကမူလပြမ်းဆရာမရွှေရမင်းဦးလာပြီးတော့တက်ပြီးမဲ့သူကတော့ဒဏ်ရာပဲရတယ်ပေါ့လေအဲ့လိုဖြစ်စဉ်လေးတွေဖြစ်တဲ့အနေထားလဲရှိသလိုအခု
ဝန်ကြီးလာပြီးတော့ဖြေချသလိုမျိုးပေါ့လေကျောင်းရှစ်ကျောင်းပြန်လဲဖွင့်ဖို့အတွက်ကြိုးစားအားထုတ်တဲ့ခါမှာဒီတပြေရွာပေါ့လို့ငလွန်ကြေးရွာအုပ်စုတပြေရွာကကျောင်းဖွင့်နိုင်ဖို့အတွက်ဒီကျောင်းဆရာမကြီးကနေပြီးတော့ကျောင်းအကျိုးတော်သောအဖွဲ့တွေနဲ့ခေါ်ပြီးတော့ရှင်းလင်းဆွေးနွေးရှမ်းပြည်ရဖကလည်းသူကဖွင့်လှစ်ဖို့အတွက်သူကအားလုံးအားတက်ပြောသူကလုံးကြပါတယ်အဲ့လိုလုံးကြတဲ့ချိန်ကမှအဲ့ဒီလုံးတာကတော့2026ခုနှစ်9လပိုင်း9ရက်ပေါ့နော်အဲ့ဒီညနေ8နာရီမှာပဲအကြံဖက် PDF 10ဦးကနေပြီးတော့တပြေရွာရောက်ရှိလာပြီးတဲ့ခါကျတော့ကျောင်းဖွင့်လှစ်ကိစ္စအတွက်အဲ့တော့ဥဆောင်ပြီးတော့လုပ်ခဲ့ကြတဲ့အဲ့ဒီအရက်သူတွေပေါ့ဒေါ်အေးပွေးတို့ဒေါ်အေးပြီးဆန်းတို့ဒေါ်ပိန်းတို့စုစုပေါင်း18ယောက်လောက်ကိုသူကဖမ်းပြီးတော့ခေါ်သွားတယ်ခေါ်သွားပြီးတဲ့ခါကျလို့ရှိရင်နောက်ရက်ကျတော့သူကအဲ့ဒီကျောင်းထားဖို့လုပ်တဲ့ကျောင်းသားတွေရောခုနကပြောခဲ့တဲ့ဒီအကျိုးဆောင်အဖွဲ့တွေရောကိုပတ်စံ2သိန်းယူပြီးတော့ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့သတင်းဒါဖြစ်ပါတယ်ထို့အတူပဲတင်ပြမယ်ဆိုလို့ရှိရင်တော့လိုက်ပေးလိုက်ပါဒရာဦးခရိုင်ဒရာဦးမြို့နယ်နထွန်းကြီးကုန်းကျေးရွာအုပ်စုတစ်တော်ပြားမြောက်ကျေးရွာအတွင်းကိုအမည်မသိတဲ့ PDF အဖွဲ့အင်အားစီစစ်ဆဲကဝင်ရောက်လာပြီးတဲ့အခါကျတော့ရွာအတွင်းမှာဝင်ရောက်နှောက်ယှက်ပြီးတော့ဆရာဆရာမတွေကိုလိုက်လံရှာဖွေတာနောက်တစ်ခါမတွေ့တဲ့အတွက်ကြောင့်မလို့ကျောင်းကျိုးတော်ဆောင်ဖြစ်တဲ့ဒေါ်ချစ်အသက်50နှစ်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ကျောင်းမဖွင့်ဖို့အတွက်ချိန်ချောက်သွားတာရှိပါတယ်။ဒါကြောင့်မလို့ပညာရေးဝန်ကြီးဌာနကမြို့တို့ပင်ကျောင်းဖွင့်ရေးအတွက်ဆောင်ရွက်တော်လဲဆက်ဆက်ဝန်ကြီးဌာနတွေဖြစ်တဲ့အဲ့ဒါဘာလို့ဆိုတော့ကစုံကတော့စေအုပ်ချုပ်ရေးကြီးညာထားတာကိုအဲ့ဒါကြောင့်မလို့ကာဝေးဝန်ကြီးဌာနနောက်ပြည်ထောင်ဝန်ကြီးဌာနနောက်တစ်ခါတိုင်းဒေသကြီးအစိုးရဖွဲ့တို့ပေါင်းဆက်ညီနိုင်ပြီးတော့ဒီကျောင်းတွေဖွင့်လှစ်နိုင်ရေးအတွက်ကိုမြို့တို့ဆောင်ရွက်ပေးနိုင်ပါတယ်လေဆိုတာကိုဆက်ဆက်မေးခွန်းအနေနဲ့ပြည်သူ့တော်ဥက္ကဋ္ဌကြီးကတဆင့်လေးစားစွာမေးမြန်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဆက်ဆက်မေးခွန်းနဲ့ပတ်သက်လို့ပညာရေးဝန်ကြီးဌာနကဖြေကြားရှိကဖြေကြားပေးဖို့ဖြစ်ပါတယ်ဒါပါတော့ပြည်သူ့တော်ဥက္ကဋ္ဌကြီးတို့ကကိုယ်စားလှယ်များအားလုံးမင်္ဂလာပါခင်ဗျာအခုလိုမေးမြန်းပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပညာရေးဝန်ကြီးဌာနကတော့အကြောင်းစပြီးတော့မှဖွင့်ခွင့်ပြုပြီးဆိုတာနဲ့ကျွန်တော်တို့ဆက်ဆက်အားလုံးကိုဖြည့်ဆည်းပြီးတော့ဆရာဆရာမများကိုပါအားလုံးဖြည့်ဆည်းပြီးဆောင်ရွက်ပေးလျက်ရှိပါတယ်အခုလိုမေးမြန်းပေးတဲ့အတွက်လည်းကျွန်တော်တို့ဂျန်တဲ့ဝန်ကြီးဌာနများနဲ့ပေါင်းဆက်ပြီးတော့မှဆောင်ရွက်သွားမှာဖြစ်ကြောင်းဖြေကြားလိုပါတယ်ကျေးဇူးတင်ပါတယ်ဗျာမိုင်းပြင်းမဲဆန္ဒနယ်မှာဦးဆိုင်လောင်းမေးမြန်းမှုဖြစ်ပါတယ်လေးစားပါတော့ပြည်သူ့တော်ဥက္ကဋ္ဌကြီးနဲ့ပြည်သူ့တော်ကိုယ်စားလှယ်များတမတော်တာလွတ်တော်ကိုယ်စားလှယ်များပြည်ထောင်စုဒုတိယဝန်ကြီးများဧည့်သည်တော်များအားလုံးကိုယ်ဤကြမ်းမာခြင်းစိတ်ဤချမ်းသာခြင်းဒုက္ခနှပြနဲ့ပြည်စုံပြီးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာကလဝပြောရပါတယ်ကျွန်တော်ကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံခရိုင်မိုင်းပြင်းမဲစန္ဒနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးဆိုင်လောင်းဖြစ်ပါတယ်မိုင်းပြင်းမဲစန္ဒနယ်တွင်လိုအပ်နေသောအမကစာတင်ကျောင်း50ကျောင်းမှဆရာဆရာမများအားခွဲဝေခန့်ထားပေးနိုင်ပါရန်ကိစ္စနဲ့ဆက်လင်း၍မေခွန်းမေမြန်ခွင့်တောင်းခံအပ်ပါတယ်လေးစားအပ်ပါတော့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌကြီးခမညာရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံခရိုင်မိုင်းပြင်းမြို့နယ်ဒီ2025-2026ပညာသင်နှစ်တွင်အထက်တန်းဆင့်တင်အထာကကျောင်း6ကျောင်းရှိပါတယ်အလယ်တန်းဆင့်တင်အလကကျောင်းပေါင်း26ကျောင်းရှိပါတယ်မူလတန်းအဆင့်တင်အမကကျောင်းပေါင်း106ကျောင်းရှိပါတယ်ထက်လည်မှုကျောင်းစုစုပေါင်း130ကျောင်းရှိပါတယ်မိုင်းပြမြို့နယ်အခြေခံပညာကျောင်းများတွင်ဆရာဆရာမများခွင့်ပြုဦးရေခန့်ထားဦးရေလိလတ်ဦးရေအခြေအနေကိုတင်ပြမယ်ဆိုရင်မူလတန်းခွင့်ပြုဦးရေ942ဦးခန့်ထားဦးရေ159ဦးလိလတ်ဦးရေ
985ဦးရှိပါတယ်အလယ်တန်းခွင့်ပြုဦးရေ190ဦးခန့်ထားဦးရေ54ဦးလိလက်ဦးရေ116ဦးရှိပါတယ်အထက်တန်းခွင့်ပြုဦးရေ82ဦးခန့်ထားဦးရေ56ဦးလိလက်ဦးရေ26ဦးရှိပါတယ်ဒါကြောင့်ထက်လယ်မှုစုစုပေါင်းခွင့်ပြုဦးရေ1002ဦးခန့်ထားဦးရေ269ဦးလိလက်ဦးရေ935ဦးရှိနေပါကြောင်းသိရှိရပါတယ်ဒါကြောင့်ခန့်ထားပြီးဆရာဆရာမအင်အားနဲ့စာတင်ကျောင်းမြတ်တမှုမရှိတဲ့အတွက်အမကတွဲကျောင်း၄ကျောင်းကိုလည်း2006ခုနှစ်ကတည်းကကျောင်းပိတ်ထားခဲ့ရပါတယ်2025-2026ပညာသင်နှစ်တွင်ဆရာဆရာမမရှိတော့အမက26ကျောင်းရှိပြီးယခု2026-2029ပညာသင်နှစ်တွင်ဆရာဆရာမမရှိတော့အမကကျောင်း50ကျောင်းရှိနေပါသဖြင့်တောင်ပေါ်ဒေတာနေဒေတာခံတိန်သားကလေးငယ်ကျောင်းသူကျောင်းသားများပညာသင်ကြားမှုအပြည့်အဝမရရှိပဲစာသင်ကြားပေးမိဆရာဆရာမများအားမျှော်လင့်တောင်းတလက်ရှိပါတယ်တို့ဖြစ်ပါ၍မိုင်းပြင်းမြို့နယ်2026-2029ပညာသင်နှစ်တွင်လိုအပ်နေသောအမကကျောင်း50ကျောင်းမှဆရာဆရာမများအားခွဲဝေခန့်ထားပေးနိုင်ပါရန်ယခုပညာသင်နှစ်တွင်ပညာရေးဝန်ကြီးဌာနကဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်ရှိမရှိသိရှိလိုပါ၍ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်လေးစားစွာမေးမြန်းတင်ပြအပ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာပညာရေးဝန်ကြီးဌာနကဖြေကြားရန်ဖြစ်ပါတယ်ဒီစားပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွကိုယ်စားလှယ်များအားလုံးမင်္ဂလာပါခင်ဗျာချမ်းပြည်နယ်အရှေ့ပိုင်းမိုင်းပြင်းမြို့နယ်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်လောင်းရဲ့မိုင်းပြင်းမြို့နယ်မှာရှိတဲ့အာမကကျောင်း50ကျောင်းမှာလိုအပ်နေတဲ့ဆရာဆရာမများကိုခွဲဝေခံထားနိုင်ပါရန်လာမည့်ပညာသင်နှစ်တွင်ပညာရေးဝန်ကြီးဌာနကဆောင်ရွက်ပေးနိုင်မဲ့အစီအစဉ်ရှိမရှိဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးကျွန်တော်ဒုတိယဝန်ကြီးဦးနေမျိုးလိုင်ကဖြေရှားသွားမှာဖြစ်ပါတယ်။မိုင်းမြို့မြို့နယ်မှာကျောင်းပေါင်း138ကျောင်းရှိပြီးတော့မှမူလတန်းပြ152ဦးအလယ်တန်းပြ52ဦးနဲ့ထက်တန်းပြ56ဦးစုစုပေါင်း262ဦးခန့်ထားလျက်ရှိပါတယ်။ဒီရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံခရိုင်မိုင်းမြို့နယ်အတွင်းအခြေခံပညာမူလတန်းကျောင်း50ကျောင်းထဲမှာကျောင်းသားကျောင်းသူများသင်ကြားသင်မှုအဆင့်ပြေစေရေးအတွက်မြို့နယ်အတွင်းမှာရှိတဲ့ဆရာပြည့်မီတဲ့ကျောင်းများမှဆရာဆရာမများကိုလက်ရှိမှာတွဲဖက်တာဝန်ပေးဆောင်ရွက်လျက်ရှိပါတယ်ဆရာဆရာမလိုအပ်နေမှုအတွက်2026-2029ပညာသင်နှစ်မှာ DIP-ED သင်တန်းဆင်းတွေနောက် BA Education BSc Education ပညာရေးဒီဂရီကောလိပ်သင်တန်းဆင်းများကိုဆရာဆရာမနည်းပါတဲ့ကျောင်းတွေမှာဦးစားပေးအစီအစဉ်လိုက်ဖြည့်ဆည်းခန့်ထားပေးသွားမှာပဲဖြစ်ပါတယ်။သင်တန်းဆင်းဆရာမအရေးအတွက်နဲ့မလုံလောက်ဘူးဆိုလို့ရှိရင်လည်းမြို့နယ်အတွင်းမှာရှိတဲ့ဆရာဆရာမများကိုအလှည့်ကျသို့မဟုတ်ယာယီတာဝန်ချထားပေးခြင်းနဲ့လည်းသင်ကြားသင်မှုအဆင့်ပြေစေအတွက်စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ပင်တရားမဲဆန္ဒနယ်မှာဥဝင်းစော်မင်းမြောက်မှုဖြစ်ပါတယ်လေးစားပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွာဒုတိယဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးပြည်တော်စုဝင်ကြီးများနဲ့ဧည့်သည်တော်များကိုစိတ်နှဖျားကျန်းမာချမ်းသာကြပါစေလို့ဥစွာနှုတ်ခွန်းဆက်သအပ်ပါတယ်ကျွန်တော်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်တရားမြို့နယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းစော်ပဲဖြစ်ပါတယ်
ကျွန်တော်အနေနဲ့ပညာမျိုးနယ်အတွင်းရှိအခြေခံပညာကျောင်းများမှာလိုအပ်လျက်ရှိသောကျောင်းဆောင်တင်များဆောင်းလုပ်ပေးနိုင်ရန်အစီအစဉ်ရှိမရှိနဲ့ပတ်သက်ပြီးတော့မေခွန်မေမြန်သွားမှာဖြစ်ပါတယ်လေးစားရပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာပညာမျိုးနယ်တွင်ရပ်ကွက်73ရပ်ကွက်ကျေးရွာအုပ်စု29အုပ်စုကျေးရွာပေါင်း139ရွာရှိပြီးတော့လူဦးရေ91,662ဦးရှိပါတယ်ခင်ဗျာအခြေခံပညာမူလတန်းကျောင်းပေါင်း86ကျောင်းအခြေခံပညာအလယ်တန်းကျောင်း26ကျောင်းအခြေခံပညာအထက်တန်းကျောင်း18ကျောင်းအားလုံးအခြေခံပညာကျောင်းပေါင်း120ကျောင်းရှိပြီးတော့2026-2029ပညာသင်နှစ်မှာဆရာဆရာမဝန်ထမ်းအင်အား1090ဦးဖြင့်ကျောင်းသားကျောင်းသူပေါင်း18032ဦးအားပညာသင်ကြားပေးလျက်ရှိပါတယ်ခင်ဗျာလေးစားပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာပညာမျိုးနယ်အတွင်းရှိအခြေခံပညာကျောင်းများမှာကျောင်းဆောင်တင်များဆရာဆရာမဝန်ထမ်းအင်အားများလည်းမလုံလောက်မှုများရှိနေပါတယ်ပညာမျိုးနယ်အတွင်းရှိဦးစားပေးလိုအပ်လျက်ရှိသောတောင်ရှိကျေးရွာအုပ်စုတပြေကုန်းကျေးရွာရှိအာလကခွဲတပြေကုန်းကျောင်းမှာတစ်ထပ်ကျောင်းဆောင်2ဆောင်စာသင်ခန်း10ခန်းဖြင့်ကျောင်းသားဦးရေ153ဦးပညာသင်ကြားလျက်ရှိပါတယ်အလားတူပင်ပျော်ကျေးရွာအုပ်စု6ချိုကျေးရွာရှိအာမက6ချိုကျောင်းတွင်လည်းစာသင်ဆောင်2ဆောင်စာသင်ခန်း6ခန်းဖြင့်ကျောင်းသားဦးရေ188ဦးပညာသင်ကြားလျက်ရှိပါတယ်လေးစားရပါသောပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာအဆိုပါကျောင်းတစ်ကျောင်းသည်ကျောင်းများ၏ဖွဲ့စည်းပုံအရတော်၎င်းကျောင်းသားဦးရေအရတော်၎င်းစာသင်ခန်းလုံလောက်မှုမရှိသဖြင့်ကျောင်းသားကျောင်းသူများဟာမြက်ခင်းပြင်များအရေးရတစ်ပြင်များအောက်မှာခက်ခဲစွာပညာသင်ကြားနေကြရတာဖြစ်ပါတယ်ထို့ကြောင့်အလျား90ပေအနံပေ30ရှိတစ်ထပ်ကျောင်းဆောင်တဲ့တစ်ဆောင်စီဆောက်လုပ်ပေးနေပါကကျောင်းသားကျောင်းသူများအမိုးအကာအောက်မှာအေးချမ်းစွာပညာသင်ယူနိုင်မှာဖြစ်ပါတယ်တို့ဖြစ်ပါ၍လိုအပ်လျက်ရှိသောအလကခွဲတပြေကုန်းကျောင်းနှင့်အာမက6ချိုကျောင်းများအတွက်ကျောင်းဆောင်တဲ့2ဆောင်အားဆောက်လုပ်ပေးနိုင်ရန်အစီအစဉ်ရှိမရှိကိုလွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့်လေးစားစွာမေးမြန်းတင်ပြအပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာပညာရေးဝန်ကြီးဌာနကဖြေကြားရန်ဖြစ်ပါတယ်ဒီစားပတ်တော်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့တကွပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ခင်ဗျာရှမ်းပြည်နယ်တောင်ပိုင်းပင်တရားမြို့နယ်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းစောရဲ့ပင်တရားမြို့နယ်အတွင်းမှာရှိတဲ့တောင်ရှိကျေးရွာအုပ်စုတပြေကုန်းကျေးရွာရှိတပြေကုန်းအခြေခံပညာလယ်တန်းကျောင်းခွဲမှာစာသင်ခန်း10ခန်းဖြင့်ကျောင်းသားဦးရေ153ဦးနဲ့ပင်ပျော်ကျေးရွာအုပ်စု6ချိုအခြေခံပညာမူလတန်းကျောင်းမှာစာသင်ခန်း6ခန်းနဲ့ကျောင်းသားဦးရေ180ဦးပညာသင်ကြားပေးလျက်ရှိတဲ့အတွက်ဆိုပါကျောင်းမှာကျောင်းသားဦးရေအရတော်၎င်းကျောင်းဖွဲ့စည်းပုံအရတော်၎င်းစာသင်ခန်းလုံလောက်မှုမရှိပါ၍အလျားပေ90အနံ30ပေတစ်ထပ်ကျောင်းဆောင်တဲ့တဆောင်စီဆောင်ရွက်ပေးနိုင်ရန်အစီအစဉ်ရှိမရှိဆိုတဲ့မိကွန်းနဲ့ပတ်သက်ပြီးကျွန်တော်ဒုတိယဝန်ကြီးဦးနေမျိုးလိုင်ကဖြေကြားသွားမှာဖြစ်ပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းပင်တရားမြို့နယ်တောင်ရှိကျေးရွာအုပ်စုတပြေကုန်းအခြေခံပညာအလယ်တန်းကျောင်းခွဲမှာမူလတန်းကျောင်းသား114ဦးအလယ်တန်းကျောင်းသား38ဦးနဲ့စုစုပေါင်း152ဦးပညာသင်ကြားလက်ရှိတာကိုတွေ့ရပါတယ်စာသင်ဆောင်3ဆောင်ရှိပါတယ်စာသင်ခန်း6ခန်းနဲ့တန်းခွဲ9ခုနဲ့ပညာသင်ကြားလက်ရှိကြောင်းတွေ့ရပါတယ်ကျောင်းသားနဲ့တန်းခွဲဥယျာဉ်ရတပြေကုန်းအခြေခံပညာအလယ်တန်းကျောင်းခွဲမှာအလယ်တန်းအဆင့်အတွက်စာသင်ခန်း3ခန်းလိုအပ်နေတဲ့အတွက်ပေ90-30 RC တစ်ထပ်ဆောင်ဆောက်လုပ်နိုင်ဖို့အတွက်2029-2028ဘတ်ဂျက်ရာထားမှုပေါ်ဦးစားပေးအစီအစဉ်လိုက်စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းဖြေကြားလိုပါတယ်။နောက်ပြင်ပျော်ကျေးရွာအုပ်စုရှော့ချိုအခြေခံပညာမူလတန်းကျောင်းမှာတော့မူလတန်းကျောင်းသား189ဦးရှိပါတယ်။စာသင်ဆောင်2ဆောင်ရှိပြီးစာသင်ခန်း6ခန်းတန်းခွဲ6ခုနဲ့ပညာသင်ကြားလက်ရှိတဲ့အတွက်
ကျောင်းသားဥယေရရှောက်ချိုအခြေခံပညာမူလတန်းကျောင်းမှာတော့စာသင်ခန်းလုံလောက်မှုရှိကြောင်းတင်ပြလိုပါတယ်။ကျောင်းသားတိုးတက်လာမှုပေါ်မှာမူတည်ပြီးတော့မှဘတ်ဂျက်ရထားမှုဦးစားပေးအစီအစဉ်လိုက်စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းရှင်းလင်းဖြေကြားအပ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မေကွန်များရှင်းလင်းဖြေကြားပြီးတဲ့ပြည်တော်စုဆင့်ပုဂ္ဂိုလ်ပြန်လည်ထွက်ခွာနိုင်ပါပြီခင်ဗျာလွတ်တော်ကိုယ်စားလှယ်များခင်ဗျာဒီနေ့အတွက်မေကွန်များမေးမြန်းဖြေကြားခြင်းအစီအစဉ်ပြီးပါပြီအစီအစဉ်ခုနှစ်ဖြစ်ပါတယ်လွတ်တော်ကိုယ်စားလှယ်များခင်ဗျာတောင်လယ်သမားရေးရာကော်မတီမှာပါဝင်မဲ့ဖွဲ့ဝင်ဥယေဖွဲ့ဝင်များရဲ့အမည်စင်းကော်မတီဥက္ကဋ္ဌနဲ့အတွင်းမှုတို့ရဲ့အမည်စင်းနဲ့ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းကော်မတီဆွေးများနဲ့ဆက်လင်းပြီးတတိယကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးပစ္စမနေ့10ရက်6လ2026ရက်နေ့မှာတင်ပြခဲ့ပြီးဖြစ်ပါတယ်ကော်မတီဖွဲ့စည်းမှုနဲ့ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းနဲ့ကော်မတီအစည်းအဝေးတို့ကိုလွှတ်တော်ရဲ့အတည်ပြုချက်ရယူမှာဖြစ်ပါတယ်တောင်လယ်သမားရေးရာကော်မတီဖွဲ့စည်းခြင်းနဲ့ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းနဲ့ကော်မတီအစည်းအဝေးတို့ကိုအတည်ပြုရန်လွှတ်တော်ကသဘောတူပါသလားခင်ဗျာသဘောတူပါသလားခင်ဗျာသဘောတူပါသလားခင်ဗျာသဘောမတူသူရှိပါသလားခင်ဗျာလွှတ်တော်ကသဘောတူတဲ့အတွက်တောင်လယ်သမားရေးရာကော်မတီမှာဥက္ကဋ္ဌအဖြစ်ဦးမြတ်ကျော်ကမ္မလူမဲဆန္ဒနယ်အား၎င်းအတွင်းမှုဖြစ်ဦးဝင်းထေးလယ်ဝေးမဲဆန္ဒနယ်အား၎င်းအဖွဲ့ဝင်များဖြစ်ဦးစန်းယူနိုင်ပွင့်ပြူမဲဆန္ဒနယ်ဦးခင်မောင်ထေးမင်းလာမဲဆန္ဒနယ်ဦးရဲထွန်းဝင်းတရချောင်းမဲဆန္ဒနယ်ဦးထွန်းထွန်းနိုင်ရှင့်ကိုင်မဲဆန္ဒနယ်ဦးကျော်မြင့်တထုံမဲဆန္ဒနယ်ဦးကျော်ဆန်းဦးကြောက်တကားမဲဆန္ဒနယ်ဦးထေဝင်းဟင်္ဒရာမဲဆန္ဒနယ်ဦးကျော်မင်းသန်းပန်းတနော်မဲဆန္ဒနယ်ဦးဆိုင်ဆန်မိုင်းရမဲဆန္ဒနယ်ဦးဆိုင်ထွန်းဆန်ခေါ်ဆိုင်စေဟန်လင်းကေမဲဆန္ဒနယ်ဦးဘိုဝင်းပေါင်မဲဆန္ဒနယ်ဗိုလ်မှူးချုပ်ဇော်မင်းအောင်တပ်မတော်သားကိုယ်စားလှယ်နဲ့ဒုတိယဗိုလ်မှူးကြီးအောင်မင်းဆွေတပ်မတော်သားကိုယ်စားလှယ်တို့ကိုတာဝန်ပေးအပ်ဖွဲ့စည်းကြောင်းနဲ့တောင်လယ်သမားရေးရာကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းနဲ့ကော်မတီစည်းဝေးတို့ကိုလွှတ်တော်ကအတည်ပြုကြောင်းကြေညာပါတယ်အစီအစဉ်ရှိဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာလူငယ်အမျိုးသမီးကလေးငယ်နဲ့တက်ကြီးရွယ်အခွင့်အရေးဆိုင်ရာကော်မတီမှာပါဝင်မဲ့အဖွဲ့ဝင်ဥယေအဖွဲ့ဝင်များရဲ့အမည်စင်းကော်မတီဥက္ကဋ္ဌနဲ့အတွင်းမှုတို့ရဲ့အမည်စင်းနဲ့ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းကော်မတီစည်းဝေးများနဲ့ဆက်လင်းပြီးတတိယကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်စည်းဝေးပစ္စမနေ့10ရက်6လ2026ရက်နေ့မှာတင်ပြခဲ့ပြီးဖြစ်ပါတယ်ကော်မတီဖွဲ့စည်းမှုနဲ့ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းနဲ့ကော်မတီစည်းဝေးတို့ကိုလွှတ်တော်ရဲ့အတည်ပြုချက်ရယူမှာဖြစ်ပါတယ်လူငယ်အမျိုးသမီးကလေးငယ်နဲ့တက်ကြီးရွယ်ကိုအခွင့်အရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနဲ့ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်
တက်တန်းနဲ့ကော်မတီစည်းဝေးတို့ကိုအတည်ပြုဖို့လွှတ်တော်ကသဘောတူပါသလားခင်ဗျာသဘောတူပါသလားခင်ဗျာသဘောတူပါသလားခင်ဗျာသဘောမတူသူရှိပါသလားခင်ဗျာလွှတ်တော်ကသဘောတူတဲ့အတွက်လူငယ်အမျိုးသမီးကလေးတငယ်နဲ့တက်ကြီးရွယ်ဦးအခွင့်အရေးဆိုင်ရာကော်မတီမှာဥက္ကဋ္ဌအဖြစ်ဒေါ်ဝင်းမော်ထွန်းရေနံကျောင်းမဲဆန္ဒနယ်အား၎င်းအတွင်းမှုဖြစ်ဦးအောင်နိုင်ဝေါ်မဲဆန္ဒနယ်အား၎င်းအဖွဲ့ဝင်များဖြစ်ဒေါ်ရီကြီးလှိုင်းဖဲခိုးမဲဆန္ဒနယ်ဒေါ်အေးမြမြစိုးတပိတ်ချင်းမဲဆန္ဒနယ်ဒေါ်အေးမြင့်တကုံမြို့သစ်အရှိပိုင်းမဲဆန္ဒနယ်ဦးအေးမောင်ဘောလခဲမဲဆန္ဒနယ်ဒေါ်ဤဖြူလွင်ဂန်ကောမဲဆန္ဒနယ်ဒေါ်ညွန့်ညွန့်ထေးမုံရွာမဲဆန္ဒနယ်ဒေါ်အုံမာမို့မို့စောတဲကုန်းမဲဆန္ဒနယ်ဒေါ်ခင်နီနီအောင်ကော့ကရိတ်မဲဆန္ဒနယ်ဒေါ်အုံမာထေးမော်လမြိုင်မဲဆန္ဒနယ်ဒေါ်နန်းတန်တမွေမိုင်းကင်မဲဆန္ဒနယ်ဦးကျော်တန်းမန်အောင်မဲဆန္ဒနယ်ဗိုလ်မှူးကြီးဒေါ်စိုးမိုးခိုင်တမတော်သားကိုယ်စားလှယ်နဲ့ဗိုလ်မှူးဒေါ်သူစာရွှေတမတော်သားကိုယ်စားလှယ်တို့ကိုတာဝန်ပေးရဖွဲ့စည်းကြောင်းနဲ့လူငယ်အမျိုးသမီးကလေးငယ်နဲ့တက်ကြီးရွယ်ကိုအခွင့်အရေးဆိုင်ရာကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းတဲ့ကော်မတီစည်းဝေးတို့ကိုလွှတ်တော်ကအတည်ပြုကြောင်းကြေညာပါတယ်အစီအစဉ်9ဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပညာရေးမြင့်တင်မှုကော်မတီမှာပါဝင်မဲ့အဖွဲ့ဝင်ဦးရေအဖွဲ့ဝင်များရဲ့အမည်စာရင်းကော်မတီဥက္ကဋ္ဌနဲ့အတွင်းမှုတို့ရဲ့အမည်စာရင်းနဲ့ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းကော်မတီအစည်းအဝေးများနဲ့ဆက်လင်းပြီးတတိယကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်စည်းဝေးပြည်စမနေ့10ရက်6လ2026ရက်နေ့မှာတင်ပြခဲ့ပြီးဖြစ်ပါတယ်ကော်မတီဖွဲ့စည်းမှုနဲ့ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းတဲ့ကော်မတီအစည်းအဝေးတို့ကိုလွှတ်တော်ရဲ့အတည်ပြုချက်ရယူမှာဖြစ်ပါတယ်ပညာရေးမြင့်တင်မှုကော်မတီဖွဲ့စည်းခြင်းနဲ့ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းတဲ့ကော်မတီအစည်းအဝေးတို့ကိုအတည်ပြုဖို့လွှတ်တော်ကသဘောတူပါသလားခင်ဗျာသဘောတူပါသလားခင်ဗျာသဘောတူပါသလားခင်ဗျာသဘောမတူသူရှိပါသလားခင်ဗျာလွှတ်တော်ကသဘောတူတဲ့အတွက်ပညာရေးမြင့်တင်မှုကော်မတီမှာဥက္ကဋ္ဌဖြစ်ဒေါက်တာလှတင့်ဗဟန်းမဲဆန္ဒနယ်အား၎င်းအတွင်းမှုဖြစ်ဦးတက်နိုင်ဦးဖားမဲဆန္ဒနယ်အား၎င်းအဖွဲ့ဝင်များဖြစ်ဦးရာနီပူတာအိုမဲဆန္ဒနယ်ဦးဆိုင်လောင်းမိုင်းပြင်းမဲဆန္ဒနယ်ဦးကိုကိုဦးချမ်းမြသာစီမဲဆန္ဒနယ်ဦးဆိုင်ဆိုင်နော်မောက်မယ်မဲဆန္ဒနယ်ဦးမျိုးဆွေထွန်းကဝမဲဆန္ဒနယ်ဦးစားရဲဖရူဆိုမဲဆန္ဒနယ်ဦးစောမောင်ဆာလင်းကြီးမဲဆန္ဒနယ်ဦးမြင့်စိုးဆင့်မော်လိုက်မဲဆန္ဒနယ်ဒေါက်တာရွှေပြည်စိုးတကူမြို့သစ်စိတ်ကန်းမဲဆန္ဒနယ်ဦးမြင့်ထွန်းကြာရင်စိတ်ကြီးမဲဆန္ဒနယ်ဒေါ်နန်းတင်ဦးကျေးသီးမဲဆန္ဒနယ်ဗိုလ်မှူးကြီးထွန်းနိုင်မင်းတမတော်သားကိုယ်စားလှယ်နဲ့ဗိုလ်မှူးကြီးအောင်ကျော်ဦးတမတော်သားကိုယ်စားလှယ်တို့ကိုတာဝန်ပေးရကြောင်းနဲ့ပညာရေးမြင့်တင်မှုကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းတဲ့ကော်မတီအစည်းအဝေးတို့ကိုလွှတ်တော်ကအတည်ပြုကြောင်းကြေညာပါတယ်အစီအစဉ်10ဖြစ်ပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီမှာပါဝင်မဲ့အဖွဲ့ဝင်ဦးရေအဖွဲ့ဝင်များရဲ့အမည်စာရင်းကော်မတီဥက္ကဋ္ဌနဲ့အတွင်းမှုတို့ရဲ့အမည်စာရင်းနဲ့ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းကော်မတီစည်းဝေးများနဲ့ဆက်လင်းပြီးတတိယကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်စည်းဝေးပြည်စမနေ့10ရက်6လ2026နေ့တွင်တင်ပြခဲ့ပြီးဖြစ်ပါတယ်ကော်မတီဖွဲ့စည်းမှုနဲ့ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းတဲ့ကော်မတီအစည်းအဝေးတို့ကိုလွှတ်တော်ရဲ့အတည်ပြုချက်ရယူမှာဖြစ်ပါတယ်ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနဲ့ကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းတဲ့ကော်မတီအစည်းအဝေးတို့ကိုအတည်ပြုရန်လွှတ်တော်ကသဘောတူပါသလားခင်ဗျာသ
ဘောတူပါသလားခင်ဗျာသဘောတူပါသလားခင်ဗျာသဘောမတူသူရှိပါသလားခင်ဗျာလွှတ်တော်ကသဘောတူတဲ့အတွက်ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီမှာဥက္ကဋ္ဌအဖြစ်ဦးတင့်ဝေဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်က၎င်းအတွင်းရေးမှူးဖြစ်ဦးအောင်နိုင်ဦးပြည်ကြီးဒဂုံမဲဆန္ဒနယ်က၎င်းအဖွဲ့ဝင်များဖြစ်ဦးတင်ထွေးအုပ်ဖို့မဲဆန္ဒနယ်ဦးခင်မောင်ချင်းမြဝတီမဲဆန္ဒနယ်ဦးမြင့်စော်လင်းဖြူမဲဆန္ဒနယ်ဦးအောင်မြတန်းညောင်တုံးမဲဆန္ဒနယ်ဦးနိုင်ဝင်းတနုပြူမဲဆန္ဒနယ်ဒေါ်မြင့်ဆန္ဒအောင်မြောင်းမြမဲဆန္ဒနယ်ဦးနေလင်းအောင်မြောက်ကလာပမဲဆန္ဒနယ်ဦးအောင်ဇော်မိုးခေါ်ဦးအောင်ဇော်မိုးထွန်းမူဆယ်မဲဆန္ဒနယ်ဦးမျိုးတန့်စမ်းကြောင်းမဲဆန္ဒနယ်ဆိုင်းစိန်ဝင်းလဲချားမဲဆန္ဒနယ်ဦးမိုးတင်စေတုတ်တရာမဲဆန္ဒနယ်ဗိုလ်မှူးကြီးမြင့်စော်တမတော်သားကိုယ်စားလှယ်နဲ့ဒုတိယဗိုလ်မှူးကြီးထွန်းလင်းဦးတမတော်သားကိုယ်စားလှယ်တို့ကိုတာဝန်ပေးရကြောင်းနဲ့ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီရဲ့တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်တက်တန်းတဲ့ကော်မတီအစည်းအဝေးတို့ကိုလွှတ်တော်ကအတည်ပြုကြောင်းကြေညာပါတယ်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာနေ့လည်စာစားသုံးဖို့အတွက်အစည်းအဝေးကိုတနအီမှာပြန်လည်စတင်မှာဖြစ်ပါတယ်ယခုအစည်းအဝေးခေတ္တရနာပါမယ်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြန်လည်ထွက်ခွာပါပြီခင်ဗျာအားလုံးထွက်ခွာနိုင်ပါပြီခင်ဗျာ